သေးဘူးနော်သူကအာနာပါနနမိတ်ကိုပဲရှုနေတဲ့အပိုင်းဖြစ်နေတော့ဒီနမိတ်တွေအမျိုးမျိုးပြားရတယ်ပတ်သက်ပြီးတော့ခုနကပြောခဲ့တဲ့အတိုင်းပဲဝိသုဒ္ဓိမေမဟာဒီကာပထမအတွက်ဇာမျက်နှာ335မှာဒီကာဆရာတော်ကလည်းရှင်းထားပါတယ်နော်တင်ညာနာနာတာယာတိနိမိတုပဋ္ဌာနာတော်ပုဂ္ဂိုလ်ဝဗုဒ္ဓတင်ညာနာနာဝိဒဘာဝတော်သူကဒီလိုဖွင့်ထားတယ်နော်ခုနကအတ္တကရာဆရာတော်ပြောတဲ့အတိုင်းအမိတ်ရှိတဲ့အတိုင်းနမိတ်တွေအမျိုးမျိုးပေါ်နေတယ်တင်ညာကြောင့်ဖြစ်တယ်ဆိုတော့ဘယ်တင်ညာလဲလို့မေးတော့ဘာဝနာတင်ညာအာနာပါနကိုပွားများအထုတ်နေတဲ့ဘာဝနာတင်ညာထိုအာနာပါနကိုပွားများအထုတ်နေတဲ့ဘာဝနာတင်ညာကဘယ်အချိန်ခါမှဖြစ်ပေါ်တဲ့တင်ညာလဲလို့မေးတော့နိမိတုပဋ္ဌာနာတော်ပုဗ္ဗေဝဗုဒ္ဓတင်ညာနာနာဝိဒဘာဝတော်နမိတ်မပေါ်မီလေးရှိအဖို့ကနမိတ်ပေါ်တော့မယ်ဆဲဆဲနမိတ်မပေါ်မီရှိဖို့မှာဒီလိုနမိတ်ကလေးပေါ်ရင်ကောင်းမယ်ဆိုတဲ့ဘာဝနာတင်ညာလေးတစ်ခုရှိတယ်နော်အဲ့ဒီဘာဝနာတင်ညာလေးကွဲပြားနေတဲ့အတွက်ကြောင့်တခုတည်းသောကမ္မထမ်းပင်ဖြစ်ပေမဲ့လို့နမိတ်တွေအမျိုးမျိုးထင်နေခြင်းဖြစ်တယ်ဆိုပြီးဒီလိုရှင်းထားတယ်နော်ဒါကြောင့်ယောဂီတွေကိုတခါတည်းတရားလာလျှောက်ပြီဆိုလို့ရှိရင်တော့လေးလေးကိုပဲကြည့်နေပါဘာမှအာယုံမယူပါနဲ့အောင်လို့ဒီလောက်ပဲကြိုးပြောထားတယ်လေးပေါ်မှာစိတ်ခဲအောင်လက်ကျင့်မှာဘာဖြစ်လို့လဲဘာဝနာတင်ညာကွဲပြားလို့နမိတ်တွေကပုံစံအမျိုးမျိုးနဲ့ထင်တော့ဒီနမိတ်ကိုစိတ်ကပ်ဖို့ဆိုတာကတော်တော်လေးခက်တယ်တချို့ပုဂ္ဂိုလ်တွေမှာနမိတ်ကဝေးနေတတ်တယ်တချို့ပုဂ္ဂိုလ်ကနမိတ်ကနီးပေါ်လာပြန်တော့သွားကတ်လိုက်လို့ရှိရင်တကယ်အကတ်မခံဘူးနမိတ်ကမခိုင်ဘူးအဲ့ဒီလိုဖြစ်နေတတ်တော့နမိတ်အပေါ်မှာပြောင်းပြီးစိတ်မကသေးပဲလေးအပေါ်မှာသာလေးချောင်းအပေါ်မှာသာစိတ်ကညီအောင်ကတ်လိုက်ရင်နောက်တော့တဖြည်းဖြည်းနဲ့ရှုနေတဲ့ဘာဝနာစိတ်ကလေးချောင်းကိုအာယုံမူရာကနေပြီးတော့နမိတ်ချောင်းဘက်ကိုပြောင်းပြီးတော့သွားတတ်ပါတယ်ပြောင်းပြီးကတ်သွားပြီဆိုရင်တော့မခွာလိုက်နဲ့ကပ်ပလိသေးတော့နော်သို့တော့ဒီဘိုင်းလေးမှာကဒါအရှိအတူဘိုင်းမှာနော်အရှိအတူဘိုင်းမှာတချို့မှာနမိတ်ပေါ်ခြင်းလဲပေါ်တတ်တဲ့အကြောင်းကိုပြောတာပဲသို့တော့အဲ့ဒီအရှိအတူဘိုင်းမှာနမိတ်ကတချို့မပေါ်ဖြစ်နေတတ်တယ်နမိတ်မပေါ်ဘူးဆိုလို့ရှိရင်တော့ထိုပုဂ္ဂိုလ်ကိုဘာလုပ်ရသလဲအရှိအတူဘိုင်းမှာနမိတ်မပေါ်ဘူးဆိုလို့ရှိရင်တော့ထိုပုဂ္ဂိုလ်ကိုနံပါတ်3အဆင့်ကုပြရတယ်သဗ္ဗကာယပတိတံဝေတိအတ္တသိတမိတိသိက္ခတိသဗ္ဗကာယပတိတံဝေတိပတ္တသိတမိတိသိက္ခတိသဗ္ဗကာယပရိတံဝေဒီဝင်းလေဤအစလည်းအဆုံးအကုန်လုံးကိုထင်ထင်ရှားရှားတည်တည်ဖြစ်၍အတ္တသိတ္တမိဝင်းလေကိုဖြစ်စေအံဣတိဤသို့သိက္ခတိကျင့်၏သဗ္ဗကာယပရိတံဝေဒီအလုံးစုံသောထွက်လေဤအစအလည်းအဆုံးအကုန်လုံးကိုထင်ထင်ရှားရှားတည်တည်ဖြစ်၍ပတ္တသိတ္တမိထွက်လေကိုဖြစ်စေအံဣတိဤသို့သိက္ခတိကျင့်၏ဝင်လေထွက်လေရဲ့အစအလယ်အဆုံးအကုန်လုံးကိုသိအောင်ကျင့်ပါဆိုပြီးတော့ဒီလိုညွှန်ကြားထားတယ်အစကတခုအလယ်ကတခုအဆုံးကတခုဆိုတော့အစနဲ့အလယ်ကြားမှာလည်းရှိသေးတယ်အလယ်နဲ့အဆုံးကြားမှာလည်းရှိသေးတယ်ဒီလိုတော့မတွက်နဲ့နော်တောက်လျှောက်သိဖို့ညွှန်ကြားနေတာစပြီးဝင်လေလေးနာတိအထက်နှုတ်ခမ်းပြတော့မဟုတ်နာတိပြထိမှုထင်ရှားရတဏှာမှာစပြီးတော့ထွက်တဲ့အချိန်ကနေဆုံးသွားတဲ့အထိထိုနေရာမှာပဲဆုံးတာပြောတာနော်ဝင်တဲ့အချိန်ကနေပြီးတော့ဆုံးသွားတဲ့အထိအဲ့ဒီအစအလယ်အဆုံးကိုအကုန်လုံးသိမ့်ကျုံပြီးတော့သိအောင်ကြိုးစားအထုတ်ပါလို့ညွှန်ကြားထားတယ်ဒါပေမဲ့ဒီလိုညွှန်ကြားခြင်းနဲ့ပတ်သက်ပြီးတော့ဝင်လေရဲ့အစကနာတိပြအလယ်ကယင်ကြိုက်အဆုံးကအချက်ထွက်လေရဲ့အစကအချက်အလယ်ကယင်ကြိုက်အဆုံးကနာတိပြအဲ့ဒီပုံစံစနစ်ရှိတတ်တော့အဲ့ဒီလိုအစအလယ်အဆုံးကိုလိုက်ရမှာမဟုတ်ဘူးထိတဲ့နေရာလေးမှာစထိတဲ့အချိန်ကနေဆုံးသွားတဲ့အထိဒါပြောတာထိမှုကိုကြည့်နေတာလည်းမဟုတ်ဘူးထိနေတဲ့လေလေးကိုပဲကြည့်အကယ်၍ဒီလေနောက်ကိုတောက်လျှောက်လိုက်မယ်ဝမ်းဘက်အထိလျှောက်ပြီးလိုက်မယ်ဆိုရင်ဒီအာနာပါနကမ္မထံစီကံဘောင်ကပြတ်သွားတယ်စီကံဘောင်ပြတ်တဲ့အတွက်ဘာဖြစ်တယ်လဲဘာဖြစ်တယ်ဆိုတာနဲ့ပတ်သက်လို့ဦးဇင်းတို့ပရိသံမိတာမဲ့ပါဠိတော်ကြီးစာမျက်နှာ165မှာဖွင့်ဆိုထားပါတယ်အဲ့ဒီဖွင့်ဆိုချက်ကိုဝိသုဒ္ဓိမဲ့အထက်ကရာပထမအတွက်စာမျက်နှာ292စာပတ်ရ224မှာလည်းအထက်ကရာဆရာတော်ကဒီပရိသံမိတာမဲ့ပါဠိတော်ကိုပဲကိုးပြီးထပ်မံဖော်ပြထားတယ်ဒီပရိသံမိတာမဲ့ပါဠိတော်ကဘာပြောသလဲ
အတ္တတာတိမိစ္ဆပရိယောဒနာတတိယအနုကိစ္စတောဣဇတဝိခေပဂတိနစိတ်တေနကာယောပိစိတ်တံပိတာရဒသဟွန်တိအိဇိဒါသဖန္တိဒါသပတ္တတာတိမိစ္ဆပရိယောဒနာတတိယအနုကိစ္စတောဗိဓဝိခေပဂတိနစိတ်တေနကာယောပိစိတ်တံပိတာရဒသဟွန်တိအိဇိဒါသဖန္တိဒါသဒီလိုဖော်ပြထားတယ်အတ္တတာတိမိစ္ဆပရိယောဒနာဝိလေရဲ့အစအလယ်အဆုံးကိုတတိနဲ့အစဉ်တစိုက်တောက်လျှောက်ပြီးတော့လိုက်ခဲ့မယ်ဆိုရင်တဲ့ခုနကဝိလေမှာအစကနာတိပြအလယ်ကရင်ကြိုက်အဆုံးကဝမ်းပိုက်နော်ချက်ပေါ့အဲ့ဒီလိုအစအလယ်အဆုံးကိုတတိနဲ့အစဉ်တောက်လျှောက်ပြီးတော့လိုက်ခဲ့မယ်ဆိုရင်ဣဇဒံဣဇဒတောဝိခေပဂတိနာပြန့်လွင့်၍သွားသောစိတ်တေနာစိတ်ကြောင့်ကာယောပိရူပကာယသည်လည်းပဲစိတ်တံပိစိတ်သည်လည်းပဲတာရဒသပူပန်ခြင်းရှိသည်လေဟွန်ဒီဖြစ်ကုန်၏အိဇိဒါသတုံလုံးခြင်းအိဇိဒါသတုံကုန်လိဖန္တိဒါသလှုပ်ကုန်သည်လေအိဇိဒါသဖန္တိဒါသတုံလုံး၆ချခြင်းရှိကုန်သည်လေဟွန်ဒီဖြစ်ကြကုန်၏ဝေလေရဲ့အစလည်းအဆုံးကိုတတိနဲ့တောက်လျှောက်ပေါ့နာတိပြနေပြီးတော့ရင်ကြိုင်ကနေချက်ထွဲလေရဲ့အစအလည်းအဆုံးကိုလည်းဒီပုံစံအတိုင်းပေါ့နော်အဲ့ဒီလိုတောက်လျှောက်လိုက်မယ်တတိနဲ့အစဉ်လိုက်နေမယ်ဆိုရင်စိတ်ဒီအစ္ဆဒဝိခေပအတွင်းဘက်ကိုပြန့်သွားတယ်ဝေလေကနေပြီးတော့ရင်ကြိုင်နေပြီးတော့နှာတိပြကနေရင်ကြိုင်ကနေချက်အထိဆိုတော့အတွင်းဘက်ကိုပြန့်မသွားဘူးလားစိတ်ကအတွင်းဘက်ကိုပြန့်သွားပြီဆိုရင်ကာယောပိစိတ်တံပိတာရဒသဟွန်ဒီအိဇိဒါသဖန္တိဒါသကိုယ်စိတ်တွေပူပန်လာတယ်တုန်လှုပ်ခြောက်ခြားလာတတ်တယ်သမာဓိဖြစ်အောင်မလားမဖြစ်ဘူးပတ္တတာတိမိစ္ဆပရိယောတနံတတိယအနုကိစ္စတောဗိဓဝိခေပဂတိနာစိတ်တေနာကာယောပိစိတ်တံပိတာရဒသဟွန်ဒီအိဇိဒါသဖန္တိဒါသထွက်လေရဲ့အစကချက်အလဲကရင်ကြိုက်အဆုံးကနာတိပြနှုတ်ခမ်းပြနော်အဲ့ဒီလိုချက်ကနေပြီးတော့ရင်ကြိုက်ကနေပြီးတော့နှာတိပြနှုတ်ခမ်းပြအထိတောက်လျှောက်ပြီးတတိနဲ့အစဉ်လိုက်နေမယ်ဆိုရင်စိတ်ဒီဗဟိတဝိခေပအပြင်ဘက်ကိုပြန့်လွင့်ပြီးသွားတယ်အပြင်ကိုပြန့်လွင့်သွားတဲ့ဒီစိတ်ကြောင့်ကိုယ်စိတ်တွေပူပန်လာမယ်တုန်လှုပ်ခြောက်ခြားလာမယ်အဲ့ဒီခါမှာတမာတိဖြစ်အောင်မလားမဖြစ်ဘူးဒါကြောင့်သူကဘာဖြစ်လဲဝင်လေထွက်လေထိတဲ့နေရာလေးမှာသာစိတ်ကလေးကပ်ပြီးထားရတယ်နော်ဝင်လေထွက်လေထိတဲ့နေရာလေးမှာစိတ်လေးကပ်ပြီးတော့စထွက်တဲ့အချိန်ကနေထိတဲ့နေရာလေးမှာပဲစထွက်တဲ့အချိန်ကနေဆုံးတဲ့အထိစဝင်တဲ့အချိန်ကနေဆုံးတဲ့အထိကြည့်ရမယ်တောက်လျှောက်လိုက်ပြီးကြည့်ရမှာဟုတ်သလားမဟုတ်ဘူးမဟုတ်တဲ့အတွက်ကြောင့်ဒကာကြီးတွေဒီထိမှုထင်ရှားရအထက်နှုတ်ခမ်းပြတော့မဟုတ်နှာတိပြကလွဲပြီးတော့အတွင်းအပြင်ဘယ်ကုန်းမှစိတ်မပြန့်လွင့်အောင်တော့တတိကြီးစွာနဲ့ထိန်းသိမ်းရမယ်အစအလယ်အဆုံးကိုသိအောင်ကျင့်နေဆိုတော့လေတောက်လျှောက်ချက်အထိလိုက်နေရမယ်လုပ်ငန်းခွင်မျိုးလည်းမဟုတ်ဘူးအပြင်အထိလိုက်ရမယ်လုပ်ငန်းခွင်လည်းမဟုတ်ဘူးအဲ့ဒါကိုတော့တတိထားဖို့လိုတယ်နော်အဲ့ဒီလိုကျင့်တဲ့အချိန်ခါမှာဘုရားရှင်ကဒီနေရာကျတော့ပဇာနာတိဆိုပြီးတော့မဟောဘဲနဲ့သိက္ခတိနဲ့ဟောတယ်သိက္ခတိကသဗ္ဗကာယပတိတံဝေတိအတ္တသိတ္တမိတိသိက္ခတိသဗ္ဗကာယပတိတံဝေတိပတ္တသိတ္တမိတိသိက္ခတိဝင်လေရဲ့အစလည်းအဆုံးအကုန်လုံးကိုထင်ထင်ရှားရှားသိအောင်ကျင့်ပါထွက်လေရဲ့အစအလည်းအဆုံးကိုထင်ထင်ရှားရှားသိအောင်ကျင့်ပါအတ္တသိတ္တမိဝင်လေကိုဖြစ်အောင်ကျင့်ပါထွက်လေကိုဖြစ်အောင်ကျင့်ပါအတ္တသိတ္တမိပတ္တသိတ္တမိအနာဂတ်ဝိပတ်ကလေးနဲ့ဒီမှာဟောပြီးတော့သိက္ခတိတရားနဲ့ဟောထားတယ်နော်ဘာဖြစ်လို့လဲလို့မေးတော့ဒီနေရာမှာယောဝတ္ထဗုဒ္ဓတ္တံဝရောအယမေထအတိသီလသိက္ခာယောတ္ထဗုဒ္ဓတ္တသမာဓိအယံအတိစိတ်တသိက္ခာယတ္ထဗုဒ္ဓတ္တပညာအယံအတိပညာသိက္ခာတိဣမတိသောသိက္ခာယောတ္တမေအာရမဏေတာယတတိယတိနမနတိကာရေနသိက္ခတိအာတိဝတိဘဝေတိဘူလီကရောတိတိဧဝမေထအထောထတဘောဝိသုဒ္ဓိမေအထက်ကရပထမအတွက်ဇမျက်နှာ266မှာရှင်းထားတယ်ဒီနေရာမှာဘုရားရှင်ကသိက္ခတိတရားလေးနဲ့သိက္ခာဆိုတဲ့အသုံးအနှုန်းသုံးပြီးတော့မြတ်စွာဘုရားဟောနေတာဟာသီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာသို့မဟုတ်အတိသီလသိက္ခာအတိစိတ်သိက္ခာအတိပညာသိက္ခာလို့ခေါ်ဆိုအပ်တဲ့သိက္ခာ3ရပ်စုံအောင်ကျင့်ဖို့အတွက်ရည်ညွှန်းပြီးဘုရားရှင်ဟောနေတယ်ဒီတော့ဘယ်လိုသိက္ခာ3ရပ်ရည်ညွှန်းချက်ရှိတယ်လို့မေးတော့ဒီဝင်လေထွက်လေအပေါ်မှာစိတ်ကလေးခိုင်အောင်စောင့်စည်းထားတယ်ဒီစောင့်စည်းနေတာကဘာဖြစ်လဲအတိသီလသိက္ခာခေါ်တယ်နော်
တခြားအာယုန်ဒီဘက်ကိုစိတ်ပြန့်လွင့်မတော်အောင်ဝင်လေထွက်လေဆိုတဲ့ဒီအာယုန်အပေါ်နဲ့မိမိရဲ့ဘာဝနာစိတ်ကိုညီရစွာကတ်ထားခဲ့ရင်ရာဂဒေါသမောဟစတဲ့ကိလေသာတွေကိုစောင့်စည်းခြင်းဆိုတဲ့လုပ်ငန်းရဒီမှာအကျုံးဝင်မတော်ဘူးလားဝင်သွားတယ်ဟိုတနေ့ကပြောခဲ့တဲ့ကုံမောပမသုတ်တံအတိုင်းလက်ဥပမာအတိုင်းပဲနော်မိမိရဲ့ကိုယ်ပိုင်ဥစ္စာလို့ခေါ်ဆိုအပ်တဲ့လက်ခုအတွင်းမှာအင်္ဂါ9ရပ်ကိုထည့်လိုက်တဲ့အခါမြေခွေးရဲ့ကြိုက်ခဲတဲ့ဒဏ်ချက်မှလွတ်သွားသလိုအာနာပါနဆိုတဲ့မိမိရဲ့ကိုယ်ပိုင်ဥစ္စာဖြစ်တဲ့ကမ္မထအာယုန်နဲ့မိမိရဲ့ဘာဝနာစိတ်ကိုညီဝတ်စွာကပ်ပြီးသွတ်သွင်းထားလိုက်ရင်မြေခွေးနဲ့တူတဲ့ကိလေသာတွေရဲ့ကြိုက်ခဲတဲ့ဒဏ်ချက်ကလွတ်မြောက်ပြီးမသွားနိုင်ဘူးလားလွတ်မြောက်သွားတယ်ဒါကိလေသာမဝင်အောင်စောင့်စည်းမှုလုပ်ငန်းတစ်ခုဖြစ်တယ်ဒါကြောင့်သူ့ကိုအဓိသီလသိက္ခာလို့လည်းခေါ်ရတယ်နော်ယောတထဗုဒ္ဓတသမာဓိအယံဒီစိတ်သိက္ခာဝင်လေတက်လေအပေါ်မှာဘာဝနာစိတ်ကညှော့စွာကပ်ပြီးတည်သွားပြီအဲ့ဒီလိုတည်ကြည်မှုသမာဓိကိုတော့အဓိစိတ်သိက္ခာလို့ခေါ်ရတယ်ယာတထဗုဒ္ဓတပညာအယံအဓိပညာသိက္ခာဝင်လေထွက်လေကိုပေါ့သူ့အစဉ်နဲ့သူအစဉ်စဉ်ခွဲခြားပြီးသိတယ်အရှိသိတယ်အတူသိတယ်အစအလဲဆုံးသိတယ်နမိတ်ပေါ်လာခဲ့ရင်လည်းဒီအာနာပါနပရိပါကနမိတ်စတဲ့ဒီနမိတ်တွေကိုထွန်းဖောက်သိတယ်အဲ့ဒီလိုသိမှုကတော့ဗာလဲအဓိပညာသိက္ခာအဲ့ဒီလိုသီလသိက္ခာအဓိသီလသိက္ခာအဓိစိတ်သိက္ခာအဓိပညာသိက္ခာခေါ်တဲ့သိက္ခာ3ရပ်စုံအောင်ကျင့်ပါလို့ဘုရားရှင်ကဥတည်ချက်နဲ့ဟောနေတယ်နော်ရှေ့ပိုင်းမှာဆိုလို့ရှိရင်ကြည့်ပေါ့ကေဝလံတထယတမပုရိမာနိယေကေဝလံအတ္တတိတဗံပတ္တတိတဗ္ဗအမေဝနာဇအဉ္ဉံကိဉ္စိကာတဗံခုနကအရှိပိုင်းကိုကြည့်ဒီကံဝအတ္တတန္တောဒီကံအတ္တတာမိတိပဇာနာတိဒီကံဝပတ္တတန္တောဒီကံပတ္တတာမိတိပဇာနာတိဒီကံဝရှိသောမူလီအတ္တတန္တောဝင်လေကိုဖြစ်စေခဲ့သည်ရှိသောဒီကံရှိသောအတ္တတာမိတိဝင်လေကိုဖြစ်စေ၏ဟု၍ပဇာနာတိကိုယ်ွယ်ပြပြသိ၏ဒီကံဝရှိသောမူလီပတ္တတန္တောထွက်လေကိုဖြစ်စေခဲ့သည်ရှိသောဒီကံရှိသောပတ္တတမိတိထွက်လေကိုဖြစ်စေ၏ဟု၍ပဇာနာတိကိုယ်ွယ်ပြပြသိ၏သူကဒီလိုဟောထားတယ်ထူးထူးထွေထွေထပ်ပြီးလောင်းထည့်ပြီးကျင့်ဖို့ဆိုတာမပါဘူးဝင်လေထွက်လေလေးအပေါ်၌သိယုံမဲ့သိနေပါဆိုပြီးတော့ဒီလိုပဲဘုရားကဟောတယ်ရှင်းရင်လည်းရှင်းတဲ့အတိုင်းသိနေတိုးရင်လည်းတိုးတဲ့အတိုင်းသိနေပါဒီလောက်ပဲဟောတယ်ဒါပေမဲ့ဒီကုသဗ္ဗကာယပရိသဝေတိအတ္တသိတမိတိသိက္ခတိသဗ္ဗကာယပရိသဝေတိပတ္တသိတမိတိသိက္ခတိနံပါတ်3အချက်ဒီအဆင့်ကြတော့ဘာဖြစ်လဲဣတောပဋ္ဌယပဏ္ဏညာနုပါရဏတိသူယောဂကရဏိယောဉာဏ်လေးတွေဖြစ်ပေါ်လာအောင်ဒီနေရာမှာကြိုးစားအထောက်ရတော့မယ်ဉာဏ်သွတ်သွင်းရတော့မယ်မိတ်နေလို့မရတော့နော်တတမတထအတ္တတာမိတိပဇာနာတိပတ္တတာမိတိပဇာနာတိစေဘဝုဒ္ဓမာနကာလဝတေနပါလိဟောတဝါဣတောပဋ္ဌယကတ္တပတ္တညာနုပါရဏတိနောအာဂရတတတနာထံသဗ္ဗကယပရိတံဝေတိအတ္တသိတမိတိတိအာဒီနာနိယေနအနာဂတဝဆနာဝသေနပါဠိအာရောပိတာတိဝေရိတဘာအတ္တသိတမိဝေလေကိုဖြစ်စေအပ်ပတ္တသိတမိထွက်လေကိုဖြစ်စေအပ်ဆိုပြီးအနာဂတ်ဝိပတ်နဲ့ဘုရားရှင်ကဒီနေရာကျတော့သုံးထားတယ်ဟိုမှာတော့အတ္တတာမိဒီကံဝအတ္တတန္တောဒီကံအတ္တတာမိအတ္တတာမိပတ္တတာမိဒီလောက်ပဲဘုရားဟောတယ်ပစ္စုပန်ဝိပတ်နဲ့ဟောထားတယ်နော်ခုဒီမှာကျတော့ဖြစ်အောင်ကျင့်မယ်ကျင့်မှာဆိုပြီးတော့ဒီလိုအနာဂတ်ဝိပတ်နဲ့ဟောထားတယ်ဟောထားတဲ့ရည်ရွယ်ချက်ကတော့အဲ့ဒီမှာသီလသမာဓိပညာခေါ်တဲ့သိက္ခာ3ရပ်တွေစုံအောင်ဉာဏ်ဤပေါ်လာအောင်ကိုမြုပ်ပေးရတော့မယ်မှိတ်နေလျုံနဲ့ရှုလို့မရတော့ဘူးအဲ့ဒီအချက်ကိုမြတ်စွာဘုရားကသိစေလိုတဲ့အတွက်အနာဂတ်ဝိပတ်နဲ့ဒီနေရာမှာဟောနေတာပါဆိုပြီးတော့အထက်ကကရှင်းပြထားတယ်နော်သို့တော့အဲ့ဒီလိုရှုတဲ့အပိုင်းမှာယောဂီတော်ခမများကတဖြည်းဖြည်းငြိမ်လာပြီဆိုလို့ရှိရင်တော့ဘာဖြစ်လဲငြိမ်လာပြီဆိုလို့ရှိရင်တော့ဝင်လေထွက်လေကပျောက်သွားတတ်တယ်ခုနကအရှိအတူပိုင်းမှာနမိတ်ပေါ်ခြင်းလဲပေါ်တတ်တယ်မပေါ်ဘူးအစအလယ်အဆုံးကိုကူးပြီးကြိုးစားအထုတ်ကြည့်ရတယ်တတိကနည်းနေလို့နော်အစအလယ်ဆုံးကိုတတိလေးနဲ့ကပ်ပြီးတော့ဝင်လေရဲ့စပြီးထွက်တဲ့အချိန်ကနေစဝင်တဲ့အချိန်ကနေဆုံးသွားတဲ့အထိထွက်တဲ့အချိန်ကမှလည်းထွက်လေရဲ့အစကနေအဆုံးအထိတောက်လျှောက်လိုက်ပြီးတတိကပ်ပြီးရှုပေးရတယ်တတိခိုင်တဲ့ခိုင်အောင်လက်ကျင့်ပေးရတယ်အဲဒီလိုဝင်လေထွက်လေပျောက်သွားပြီဆိုလို့ရှိရင်တချို့ပုဂ္ဂိုလ်ကဘာလုပ်တတ်တယ်လဲငါမှကမ္မထာနေတော့မထင်ရှားတော့ဘူးငါတူတယ်စသည်ဖြင့်
အဲ့ဒီလိုနှလုံးပတ်ပြီးတော့ဆရာတော်သွားရှောက်ဥမနဲ့တူပါရဲ့နော်အာစရိယပုစိတမိတိဝါနတ္တန္တနိမေကမထာဏနိဝါနဟုထာတဗံဆရာတော်ကိုသွားရှောက်မယ်ကမထာဏငါပြောက်ကုန်ပြီဆိုပြီးဒီလိုနေရာမှမထလိုက်ပါနဲ့သူကနေရာမှမထဖို့ရအတွက်သူကဓာတ်မြစ်ပေးထားတယ်နော်ဘာလို့ရမလဲဣရိယာပဋ္ဌံဝိကောပိတဝကိစ္စတောဟိကမထာဏနဝနဝမေဝဟောတိဣရိယာပဋ္ဌံဣရိယာပုဂ္ဂိုလ်ဝိကောပိတဝဖြစ်စီ၍ကိစ္စတောထ၍သွားတဲ့ပုဂ္ဂိုလ်ရဲ့ပုဂ္ဂိုလ်အားကမထာဏအာနာပါနကမထာသည်နဝနဝမေဝအတိအတိတိတလည်းဟောတိဖြစ်၍နေတတ်၏တသမယတနိသိနေနေဝဒေတာတောအာရိတဗံဒါကြောင့်ထိုင်နေတုံးအတိုင်းဒေသအဖြစ်ဆင်ញင်ပါတဲ့ဒီအာနာပါနလေးရအောင်ဆောင်ယူပါဒေသဆိုတာကတော့ဝင်လေထွက်လေထိတဲ့ဒေသလေးပဲနော်အရိယာဘုတ်ကိုဖြည့်ဆည်းပြီးထသွားခဲ့မယ်ဆိုရင်ကမ္မထန်တွေကအတိတ်နောက်တစ်ခါလာလဲအတိတ်ထပ်ဖြစ်နေဘယ်လိုလဲစထိုင်မြန်ပြီးငြိမ်လာပြီးဝင်လေကပျောက်သွားပြန်ထသွားပြန်နောက်တစ်ခါပြန်ထိန်ပြန်အတိတ်အစပြန်အဲ့ဒီလိုပဲထက်ကစနေတာနဲ့ပဲပြီးတော့နောက်ထပ်လမ်းဆုံးနိုင်ပါဦးမလားမဆုံးနိုင်ဘူးအဲ့တော့ဝင်လေထွက်လေကမထင်ရှားဘူးဆိုလို့ရှိရင်ထင်ရှားအောင်နိပရိယနဲ့ဒီနေရာမှာဆောင်ဖို့ရအတွက်ဖော်ပြထားပါတယ်နော်ဘယ်လိုဆောင်ရမလဲလို့မေးတော့ဝင်လေထွက်လေမထင်ရှားတဲ့ပုဂ္ဂိုလ်ဝင်လေထွက်လေမရှိတဲ့ပုဂ္ဂိုလ်ဆိုတာကသေတဲ့ပုဂ္ဂိုလ်များမှာဝင်လေထွက်လေမရှိဘူးအမိဝမ်းမှာပရိသတ်နေနေတဲ့ပုဂ္ဂိုလ်မှာဝင်လေထွက်လေမရှိဘူးအသက်မရှိဘူးနော်ရေတဲ့နစ်နေတဲ့ပုဂ္ဂိုလ်ရေနစ်နေတဲ့ပုဂ္ဂိုလ်အသက်မရှိဘူးမေ့မျောနေတဲ့ပုဂ္ဂိုလ်တွေအသက်မရှိဘူးအာရုပဘုံရောက်နေတဲ့ပုဂ္ဂိုလ်တွေလည်းအသက်မရှိဘူးအတိကျဘုံရောက်နေတဲ့ပုဂ္ဂိုလ်တွေအသက်မရှိဘူးဓမ္မတွေအလုံးအသက်မရှိဘူးနော်သရုဒ္ဓဇံဝင်စားနေတဲ့ပုဂ္ဂိုလ်တွေအသက်မရှိဘူးရူပဘုံအရူပဘုံရောက်နေတဲ့ပုဂ္ဂိုလ်မှန်သမျှအလုံးအကုန်လုံးအသက်မရှိဘူးနိရောဓသမဘဝင်စားတဲ့ပုဂ္ဂိုလ်လည်းအသက်မရှိဘူးအဲ့ဒီပုဂ္ဂိုလ်စင်းထဲမှာငါမပါဘူးငါဟာသေးတဲ့ပုဂ္ဂိုလ်လည်းမဟုတ်ဘူးမေ့မျောနေတဲ့ပုဂ္ဂိုလ်လည်းမဟုတ်ဘူးအမိဝမ်းမပရိသန္တိတည်နေတဲ့ပုဂ္ဂိုလ်လည်းမဟုတ်ဘူးသေနေတဲ့ပုဂ္ဂိုလ်လည်းမဟုတ်ဘူးသရုဒ္ဓဇံဝင်စားနေတဲ့ပုဂ္ဂိုလ်လည်းမဟုတ်ဘူးဗြဟ္မပြည်ရောက်နေတဲ့ပုဂ္ဂိုလ်လည်းမဟုတ်ဘူးနိရောဓသမဘဝင်စားနေတဲ့ပုဂ္ဂိုလ်လည်းမဟုတ်ဘူးငါရဲ့တတိတွေအာနေမှုကြောင့်သာလျင်ဒီဝင်လေထွက်လေမထင်ရှားတာပဲလို့ဆိုပြီးတော့အဲ့ဒီမှာတတိလေးကိုအာကြီးစွာနဲ့ဒီဝင်လေထွက်လေထိတဲ့နေရာလေးမှာပဲစိတ်ကလေးကပ်ပြီးတော့ပေါ်လာအောင်စိုက်ကြည့်ရထင်ရှားအောင်တော့တက်ပြင်းပြင်းလေးမရှိပါဘူးနော်အဲဒီတော့ဒီနေရာမျိုးမှာပဲဘုရားရှင်ကရည်ရွယ်ပြီးတော့ဟောအာနာပါနတတိသုတ်တံဒီလောက်ကဟောခဲ့တဲ့နော်အာနာပါနတတိသုတ်တံမှာဘုရားကဘာဟောလဲဣမမေဝဟိအထဝတ္တပဋိစ္စဟုတ်တံဘဂဝတ္တနဟံဘေကဝေမௌဒတတိတအတ္တံပါဇာနတအာနာပါနတတိဘာဝနာဝဒာမိဣမမေဝဟိအထဝတ္တဧကဲ့သို့သောအနေတိဘေသဘောကိုပဋိစ္စအစွဲပြီးဘဂဝတ္တမြတ်စွာဘုရားသည်ဟုတ်တံဟောကြားတော်မူခဲ့ပေ၏ဘုရားဟောထားတယ်ဒီလိုသဘောလေးရည်ရွယ်ပြီးတော့နော်ဘာလဲနဟံဘေကဝေမௌဒတတိတအတ္တံပါဇာနတအာနာပါနတတိဘာဝနာဝဒာမိဘိကဝေခြေတယံတို့အဟံငါဘုရားသည်မௌထတတိတတတိလက်လွတ်၍နေတဲ့ပုဂ္ဂိုလ်အားအတ္တံပဇာနာတသမ္ပဇဉ္ဉံမရှိတဲ့ပုဂ္ဂိုလ်အားအာနာပါနတတိဘာဝနာအာနာပါနတတိဘာဝနာကိုနဝဒ္ဓမိဟောတော်မမူဟောတတိလက်လွတ်နေတဲ့ပုဂ္ဂိုလ်ကိုငါဘုရားအာနာပါနဘာဝနာဘယ်တော့မှမဟောဘူးစိတ်ကြီးလည်းထွက်လိုက်တာဘုရားဖမ်းလို့ကိုမမိနိုင်ဘူးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးနဲ့အာနာပါနတော်မလားမတော်ဘူးသမ္ပဇဉ္ဉံမရှိတဲ့ပုဂ္ဂိုလ်လည်းငါဘုရားမဟုတ်ဘူးသမ္ပဇဉ္ကတော့၄မျိုးရှိပါတယ်နော်သမ္ပဇဉ္ဘိုင်းကြမှာပြောရမယ်ခုဒီသမာဓိဘိုင်းမှာတော့ဂောစရသမ္ပဇဉ္ကိုဥတည်ထားပါတယ်ဝိပဿနာဘိုင်းရောက်လာပြီဆိုလို့ရှိရင်တော့အတ္တမောဟသမ္ပဇဉ္ကလွတ်ရင်းဖြစ်တယ်နော်ခုဒီမှာကတော့သမာဓိထူတော်နဲ့အပိုင်းလေးဖြစ်နေခြင်းကြောင့်ဝင်လေထွက်လေဆိုတဲ့ကမ္မထအာယုံ၌အသိစိတ်လွတ်ထွက်မသွားအောင်တတိလေးနဲ့စောင့်ပြီးတော့ကပ်ပေးနေတဲ့လုပ်ငန်းခွင်ကိုသမ္ပဇဉ္လို့ဒီလိုသုံးထားတယ်နော်ဝင်လေထွက်လေကိုပိုင်းခြားသိနေတဲ့ဉာဏ်လေးပဲဒီအဆင့်လောက်ပဲရှိသေးတယ်ဒါကဝင်လေထွက်လေဒီမိမိရဲ့ကမ္မထအာယုံဖြစ်နေတယ်ထိုကမ္မထအာယုံပေါ်၌စိတ်ကလေးကိုငြိမ်ဝစွာကပ်ပြီးတော့ဒီဝင်လေထွက်လေလေးကိုပိုင်းခြားသိနေတဲ့ဉာဏ်လေးကိုပဲသမ္ပဇဉ္လို့ဒီသမထဘိုင်းမှာတော့ဆိုလိုပါတယ်နော်သူကအဆင့်သိပ်ပြီးမမြင့်ဘူး
သို့တော်ဒီမဟာသတိပဋ္ဌာန်သုတ်တံမှာတော့အတ္တမောဟဒုရလို့ခေါ်ဆိုအပ်တဲ့အတ္တမောဟသမ္မဇင်ကိုဥတည်ပြီးတော့ဘုရားရှင်ကဟောထားပါတယ်နော်။သမင်ညဖလသုတ်တံမှာတော့သမ္မဇင်၄ပါးလုံးအတွက်ရည်ရွယ်ပြီးတော့ဘုရားရှင်ဟောနေတယ်နော်။ကဲဒီတော့တတိကလည်းဒီနေရာမှာကြတော့သမထနမိတ်ကိုသုံးသပ်နေတဲ့သိသိနေတဲ့တတိပဲဝိပဿနာပိုင်းရောက်လို့ရှိရင်တော့ဝိပဿနာဉာဏ်ရဲ့အရှုခံအာယုံဖြစ်တဲ့ဒုက္ခသစ္စာတရားသမုဒယသစ္စာတရားလို့ခေါ်ဆိုအပ်တဲ့ခန္ဓာ၅ပါးကြောင်းကျိုးဆက်ပြိဿသမုပ္ပါသဘောတရားတွေအပေါ်၌ခိုင်မြဲနေတဲ့တတိကိုဆိုလိုတယ်နော်အခုဒီသမထဘိုင်းမှာတော့ဒီတတိကဘာတတိလဲအာနာပါနခေါ်တဲ့ဝင်လေထွက်လေပညာနမိတ်ကလေးပဲအကယ်၍များမိမိတို့ကအာနာပါနနမိတ်ပေါ်လာပြီဆိုလို့ရှိရင်တော့ထိုနမိတ်ပေါ့မူလနမိတ်မပေါ်ခင်တော့ဝင်လေထွက်လေခေါ်တဲ့လေရိုးရိုးလေးပေါ့နော်နမိတ်ကြောင်းပေါ်လာပြီဆိုလို့ရှိရင်ထိုနမိတ်ကြောင်းအပေါ်၌ခိုင်မြဲနေတဲ့တတိလေးအဲ့ဒီတတိကိုဒီနေရာမှာဆိုလိုပါတယ်နော်ဒါကြောင့်တတိလက်လွတ်နေတဲ့ပုဂ္ဂိုလ်သမ္ပဇဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ကိုအာနာပါနဘုရားဟောသလားမဟောဘူးဒါပေမဲ့လို့ကိစ္စပိဟိယံကိစီကမထာနာတတ္တသမ္မာဇန္တတေဝတံပိစတိဘယ်ကမထာမဲ့ဖြစ်ဖြစ်တတိရှိမှသမ္ပဇဉာဏ်ရှိမှလားပြည့်စုံနိုင်တာမှန်တယ်သို့တော်လဲဘာဖြစ်လဲဣတောအညာပနမနတိကရောတတ္တဘာကတံဟောတိဣဒံပနအာနာပါနတတိကမထာနာဂရုကံဂရုကဘာဝနံဗုဒ္ဓပိစေကဗုဒ္ဓဗုဒ္ဓဗုဒ္ဓနာမဟာပုရိသနာယေဝမနတိကာရဘူမိဗုဒ္ဓနာစေဝဣတရနသဣတရတတ္တသမာတေဝိတာယထာယထာမနတိကရိယတိတတတတတာနိစေဝဟောတိတုခုမင်းစတတ္တမဣဋ္ဌဗလဝတိတတိစပညာစဣသိတဗ္ဗဘာပြောလဲယံကိစီကမထာနံမိသီကမထာမဆိုတစုံတစ်ခုသောကမထာပေါ့နော်ဗတ္တတာတတိရှိတဲ့သမ္မဇန္တတေဝသမ္မဇဉာဏ်ရှိတဲ့ပုဂ္ဂိုလ်အတ္တနှင့်ကိစ္စမိတံပိစတိအကရွကပြည့်စုံနိုင်သည်ကမှန်၏ပါဏတထပိထိုသောပင်ပြည့်စုံနိုင်သည်မှန်တော်လည်းပဲဤတော်ဤအာနာပါနကမ္မထမှအဉ္ဉအခြားတစ်ပါးသောကမ္မထံဒီကမနတိကရွန်တတ္တနှလုံးသွင်းရှုပွား၍အဉ္ဉအခြားတစ်ပါးသောကမ္မထံကိုမနတိကရွန်တတ္တနှလုံးသွင်းရှုပွား၍နေတဲ့ယောဂဝဆရာပုဂ္ဂိုလ်ဤတန်တန်၌ဘာဂတံထင်ရှားလာသည်ဟောဒီဖြစ်၏ဒီအာနာပါနကမ္မထမှတပါးတခြားဘယ်ကမ္မထကိုမဆိုပွားများအထုတ်နေတဲ့ပုဂ္ဂိုလ်ရဲ့တန်တမှာကမ္မနှလုံးသွင်းလိုက်ပြီဆိုရင်ဒဇဒဇကမ္မထကထင်ရှားပြီးသားလာတယ်ပျောက်ပြက်ပြီးမသွားဘူးခုဓကမ္မထကြီးပေါ့တော့ကြလက်လျှောက်ပြမီမလီခုတ်ကြီးခဲနေလို့တော့ကြခေါင်းကြီးခဲနေလို့တော့ကြကိုကြီးလေးနေလို့ဟောလာလျှောက်ပြီဘာဖြစ်လို့လဲနှလုံးသွင်းပြီဆိုလို့ရှိရင်ဒီဓာတ်တွေကဒဇဒဇထင်ရှားတဲ့တာထင်ရှားလာတဲ့သူကမှိမ့်မှိန်သွားတဲ့ပုံစံမျိုးသိပြီမရှိဘူးနော်တပည့်တော်တို့ကတခါလေဓာတ်တွေပြောင်းနေတာဘယ်နဲ့လုံးမလဲလို့မေးစရာရှိတယ်အဲ့ဒါကတော့တတိသိလက်လွတ်နေလို့ပါနော်တတိသမ္မဇင်တွေကသိလက်လွတ်သွားပြီဆိုရင်တော့ပျောက်သွားတတ်ပါတယ်နော်ကဲတတိသမ္မဇင်တွေလက်လွတ်မှပြည့်စုံမှသာလေဘယ်ကမ္မထမ်းမှဆိုပြည့်စုံနိုင်တယ်ဒါပေမဲ့လို့အာနာပါနကမ္မထမ်းမှတပါးတခြားကမ္မထမ်းကိုနှလုံးသွင်းခဲ့မယ်ဆိုရင်တခြားကမ္မထမ်းတွေကကြားရင်ဘာဖြစ်လာလဲထင်ရှားလာတယ်ဣဒံပါဏအာနာပါနတတိကမ္မထာနာဤအာနာပါနကမ္မထံတိကဂရုကံလေးလံတဲ့ဂရုကကမ္မထံဖြစ်၏ဂရုကဘာဝနာလေးလံတဲ့ဂရုကဘာဝနာလုပ်ငန်းလည်းဖြစ်၏ဗုဒ္ဓပိစေကဗုဒ္ဓဗုဒ္ဓဗုဒ္ဓနာသမ္မာသမ္ဗုဒ္ဓဘုရားရှင်ပိစေကဗုဒ္ဓဘုရားရှင်သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏တပိသတဝကဖြစ်တော်မူကြကုန်သောမဟာပုရိသနာယေဝမဟာပုရိသအမိယတဲ့ယောက်ျားမြတ်တို့၏သာလျှင်မနတိကာရဘူမိဘူတံနှလုံးသွင်းရဘုံဌာနဖြစ်၏မဟာပုရိသကိုတချို့နေရာမှာသမ္မာသမ္ဗုဒ္ဓဘုရားအလောင်းလျာကြီးများကိုမဟာပုရိသဆိုပြီးသုံးထားတာရှိနော်ဒီနေရာမှာတော့အထက်ကရာကအဲ့ဒီလိုယူမှန်ဆိုလို့မဟာပုရိသဆိုတဲ့ဝိသေတရားရဲ့ရှင်းနှမ်းမှာမဟာပုရိသဆိုတဲ့ပုဂ္ဂိုလ်အထူးပြုပေးနေတဲ့ဝိသေသနလို့ခေါ်ဆိုအပ်တဲ့စကားလုံး၃လုံးထည့်ထားတယ်ဗုဒ္ဓပိစေကဗုဒ္ဓဗုဒ္ဓဗုဒ္ဓဆိုပြီး၃ဦးထည့်ထားပါတယ်နော်သမ္မာသမ္ဗုဒ္ဓဘုရားနံပါတ်1ကသမ္မာသမ္ဗုဒ္ဓဘုရားရှင်နံပါတ်2ကပိစေကဗုဒ္ဓဘုရားရှင်နံပါတ်3ကတော့ဗုဒ္ဓလို့ခေါ်ဆိုအပ်တဲ့
သမ္မာသမ္ဗုဒ္ဓဘုရားရှင်ရဲ့တပိသာဝကတွေဘယ်နှဦးပါလဲ3ဦးဒါကြောင့်ဒီစကားလုံးကိုကြည့်ပြီးတော့ဗုဒ္ဓပိစိကဗုဒ္ဓဗုဒ္ဓဗုဒ္ဓနာဆိုတဲ့စကားလုံးကိုမကြည့်ပဲကိုနှောင်းနှန်းကမဟာပုရိသနာယေဝမနတိကာရဘုံမိဗုဒ္ဓံမဟာပုရိသအမိရတဲ့ယောက်ျားမြတ်တို့ရဲ့နှလုံးသွင်းရာဘုံဌာနတစ်ခုဖြစ်ပါတယ်ဆိုတဲ့စကားလုံးလောက်သာကြည့်ပြီးတော့အာနာပါနကမ္မထာဒီမဟာပုရိသအမိရတဲ့ယောက်ျားမြတ်တည်းရဲ့ပွားများအထုတ်ထိုက်တဲ့ကမ္မထာနာဖြစ်တဲ့လူတိုင်းအထုတ်ရမယ်ကမ္မထာမျိုးမဟုတ်ဘူးဆိုလိုတာကတော့ဘုရားအလောင်းတော်ကြီးများသာအထုတ်ရတယ်ဘုရားအလောင်းတော်မဟုတ်တဲ့ပုဂ္ဂိုလ်ကြီးအာမထုတ်ထိုက်ဘူးလို့ဒီလိုကန့်ကွက်တဲ့စာရွက်စာတမ်းတွေလည်းတစ်ချိန်ကပေါ်ခဲ့မှုပါတယ်နော်အဲ့ဒီစာရွက်စာတမ်းတွေနဲ့ပတ်သက်လို့လဲမကျေနပ်တဲ့ဆရာတော်တွေကလည်းပြန်ပြီးခြေပတ်တဲ့စာရွက်စာတမ်းတွေလည်းပေါ်ခဲ့မှုပါတယ်နော်ကောဒီနေရာမှာကတော့သူကဘယ်လိုပြောထားလဲမဟာပုရိသအယပုဂ္ဂိုလ်ဘယ်နှမျိုးထုတ်ပြလဲ3မျိုးနံပါတ်1မဟာပုရိသကသမ္မာသမ္ဗုဒ္ဓဘုရားရှင်ဘုရားအလောင်းတော်နော်နံပါတ်2ကပိစိကဗုဒ္ဓနံပါတ်3ကဗုဒ္ဓဗုဒ္ဓလို့ခေါ်ဆိုအပ်တဲ့ဘုရားရှင်ရဲ့တပိသာဝကတွေပဲဒီတော့မိမိကဘုရားရှင်ရဲ့တပိသာဝကစည်းထဲမှာမပါဘူးဆိုရင်တော့ဘယ်နဲ့လုပ်မလဲအာနာပါနနဲ့မတော်ဘူးလို့ပဲပြောရတော့မှာပေါ့ဟုတ်တယ်မဟုတ်လားဘုရားရှင်ရဲ့တပိသာဝကစည်းထဲမှာမိမိကထည့်သွင်းထားတဲ့ပုဂ္ဂိုလ်တူအဖြစ်မိမိကိုယ်ကိုမိမိခံယူထားတယ်ဆိုရင်တော့ဒီအာနာပါနအထုတ်လို့မရနိုင်ဘူးလားရနိုင်ပါသေးတယ်နော်ပုဂ္ဂိုလ်တိုင်းရမယ်လို့တော့မဆိုလိုပါဘူးနော်သို့တော့ကမ္မထ40ထဲမှာကမ္မထတစ်ခုခုမှသမာဓိသာခိုင်ခံ့သွားပါသည်ကမ္မထနဲ့ပြောင်းရတာတော်တော်လေးလွယ်ကူသွားပါတယ်ဒီဌာနမှာလက်တွေ့အဖြစ်ဓကမ္မထကိုအခြေခံပြီးတော့သမာဓိထူထောင်ပြီးတော့ကတိုင်းဒီကိုပြောင်းလိုက်ရင်လွယ်လွယ်ကူကူနဲ့ပြောင်းရတဲ့ယောဂီကအရေးအတွက်ရာဂိန်နှုန်းပြည့်လောက်အထီတော့ရှိပါတယ်ဓကမ္မထမှာအောင်မြင်မှုမရရင်တော့ပြောင်းလို့သိမလွယ်ဘူးပေါ့အလားတူပဲအာနာပါနမှာသမာဓိတစ်ခုကိုအောင်မြင်သွားခဲ့ရင်လည်းဒီအာနာပါနကနေကတိုင်းပြောင်းလည်းမရဘူးလားရပါတယ်လွယ်ကူသွားတယ်နော်ဒါကြောင့်ကမ္မထတစ်ခုမှာထိထိမိမိဖြစ်အောင်သမာဓိထူထောင်တတ်ဖို့တော့လိုနေတယ်နော်ကဲနဇေဝဣတရနသဣတရတတ္တသမာဒေဝိတံဒီအာနာပါနကမ္မထဟာသိမ့်သိမ့်ငယ်ငယ်ကမ္မထလည်းမဟုတ်ပါဘူးသိမ့်သိမ့်ငယ်ငယ်လူသားတွေမှီဝဲပွားများတတ်တဲ့ကမ္မထမျိုးလည်းမဟုတ်ဘူးယထာယထာမနတိကရိယတိတထတတသနိစေဝဟောတိဒုက္ခမင်းစယထာယထာအကျဉ်သို့သောအချင်းအားဖြင့်မနတိကရိယတိနှလုံးသွင်းရှုပွားမိ၏တထတထထိုသောသောအချင်းအားဖြင့်သနိစေဝညင်တတ်သည်၎င်းဒုက္ခမင်းစသိမ့်မွေနုညံ့၍လာသည်လိဟောတိဖြစ်၏သနိစေဝငြိမ်သည်၍လာသည်လိဟောတိဖြစ်၏ဒုက္ခမင်းစသိမ့်မွေနုညံ့၍လာသည်လိဟောတိဖြစ်၏နှလုံးသွင်းလေလေငြိမ်သက်လေးလေးသိမ်မွေ့လေးလေးဒီလိုဆိုရင်အာနာပါနကမ္မထာကြီးကြမ်းကြမ်းတမ်းတမ်းလေးကိုထင်ရှားအောင်တတ်တဲ့ကြိုးစားအထုတ်ပြီးရှုရမယ်ကမ္မထာမျိုးဟုတ်သလားမဟုတ်ဘူးဒါကိုတော့တတိထားနော်ဒါကြောင့်တတ္တမဧထဗလဝတိတတိသပညာသအိသိတဗံတတ္တမထို့ကြောင့်ဧထဤအာနာပါနကမ္မထာ၌ဗလဝတိအာကောင်မောင်းကန်း၍နေတဲ့တတိသတတိကို၎င်းပညာသပညာကို၎င်းအိသိတဗံအလိုရှိအပ်ဒီသာလင်ဒီအလွန်အကောင်မောင်းတဲ့တတိနဲ့ပညာဒီနေရာမှာသိလိုအပ်တယ်လိုအပ်လို့ဘုရားရှင်ကနာဟံဘေခဝေမௌထတတိတအတ္တံဘာဇာနတအာနာပါနတတိအာနာပါနဘာဝနာဝဋ္ဌာမိအာနာပါနတတိဘာဝနာဝဋ္ဌာမိတတိလက်လွတ်နေတဲ့ပုဂ္ဂိုလ်တမ္ပဇညာမရှိတဲ့ပုဂ္ဂိုလ်ကိုငါဘုရားအာနာပါနတတိဘာဝနာမဟုတ်ဘူးလို့ဘုရားကဟောနေတာနော်ဥစ္စာတို့အလွန်နုညံ့တဲ့သိမ်မွေ့နေတဲ့အခလိတစ်ချောင်းရှိတယ်ဆိုကြလို့နော်အဲ့ဒီသိမ်မွေ့နုညံ့နေတဲ့ဒီအခလိတစ်ချောင်းကသိမ်မွေ့နုညံ့နေတဲ့အထက်ဝတ်ကိုချုပ်ဖို့စီမံထားပြီသိမ်မွေ့နုညံ့တဲ့အထက်ဝတ်ကိုချုပ်ဖို့အတစ်ချောင်းဒီအလွန်သိမ်မွေ့တယ်ဆိုရင်ထိုသိမ်မွေ့နေတဲ့အခလိရဲ့နှစ်ဖားကိုထွင်းမဲ့အက်ကပို့ပြီးတော့သိမ်မွေ့ဖို့မလိုဘူးလားလိုနေတယ်အဲ့ဒီပုံစံအတိုင်းပဲဒီအာနာပါနကမ္မထံဆိုတာကအင်မတန်သိမ်မွေ့နုညံ့တဲ့ကမ္မထံတစ်ခုဖြစ်တယ်သိမ်မွေ့နုညံ့နေတဲ့ဒီကမ္မထံတစ်ခုကိုပွားများအထုတ်မဲ့ပုဂ္ဂိုလ်မှာအလွန်အကောင်မောင်းတန်နေတဲ့တတိရှိဖို့လိုတယ်အလွန်အကောင်မောင်းတန်နေတဲ့ပညာတမ္ပဇဉာဏ်ရှိဖို့လည်းလိုနေတယ်သမထဘိမှာခொနကသမထနမိတ်ဖြစ်တဲ့ပင်ကိုပဂတိဝင်လေထွက်လေဒီကနေတဆင့်တက်လိုက်တော့နမိတ်ကြောင့်ပေါ်လာခဲ့ရင်လေဩဃဟနမိတ်ပฏิဘာကနမိတ်လို့ခေါ်ဆိုအပ်တဲ့ထိုနမိတ်တွေပဲနော်အဲ့ဒီအာနာပါနနမိတ်တွေကိုထွင်းဖောက်သိနေတဲ့ပညာအဲ့ဒီနမိတ်တွေအပေါ်၌
ခိုင်မြဲစွာကပ်ပြီးတည်နေတဲ့တတိအဲ့ဒီတတိနဲ့ပညာအလွန်လိုအပ်တဲ့ဘာဝနာတစ်ခုဖြစ်တယ်ဆိုပြီးတော့ဒီလိုရှင်းထားတယ်နော်အဲ့တော့ဒီအရှင်းအတုအပိုင်းမှာပဲဖြစ်ဖြစ်အစအလယ်အဆုံးအပိုင်းမှာပဲဖြစ်ဖြစ်တဖြည်းဖြည်းသူကဘာဖြစ်လာလဲအာနာပါနကမ္မထံသည်တဖြည်းဖြည်းသိမ်မွေ့လာတယ်နူးညံ့လာတယ်သိမ်မွေ့နူးညံ့လာတဲ့အတွက်အဲ့ဒီအာနာပါနကမ္မထံကိုပွားများအထောက်နေတဲ့ပုဂ္ဂိုလ်ကငါမှဝင်လေထွက်လေတွေပျောက်ပြက်သွားပြီဆိုပြီးတော့နေရာမှထမသွားပါနဲ့နော်ထမသွားပဲနဲ့နေရာမှထခဲ့မယ်ဆိုရင်ဘာဖြစ်တတ်လဲဣရိယာပထဝီကောဘေတဝကိစ္စတောဟိကမ္မထာနနဝနဝမေဝဟောတိဣရိယာပုဂ္ဂိုလ်ဖြည့်ဆည်းပြီးတော့ထသွားခဲ့ရင်ကမ္မထံသည်အတိဖြစ်နေတတ်တယ်ဆိုပြီးတော့ဒီလိုဖွင့်ဆိုထားတယ်နော်အဲ့ဒီဖွင့်ဆိုချက်နဲ့ပတ်သက်ပြီးတော့ဒီဖွင့်ဆိုချက်နဲ့ပတ်သက်ပြီးတော့အရိယာပုဂ္ဂိုလ်မဖြစ်စည်းကောင်းဘူးဆိုပြီးတချို့ကယူဆကြတယ်နော်ခုအရိယာပုဂ္ဂိုလ်ဖြစ်စည်းပြီးထမသွားပါနဲ့ဆိုတော့ဘယ်ပုဂ္ဂိုလ်အတွက်ပြောတာလဲအာနာပါနကမ္မထံပွားများအထုတ်တဲ့ပုဂ္ဂိုလ်အတွက်ပြောတာအာနာပါနကမ္မထံကိုပွားများအထုတ်နေတဲ့ပုဂ္ဂိုလ်အတွက်ပြောတာဘယ်ချိန်ခါမျိုးမှပြောတာလဲလို့မေးတော့အာနာပါနဝင်လေထွက်လေနမိတ်ကလေးပျောက်သွားတဲ့အချိန်ခါမှာဒီနမိတ်တော့ကမ္မထအာယုံတော့ပျောက်ကုန်ပြီငါမှနမိတ်တွေတော့ပျောက်ပြီကမ္မထတော့လမ်းလွဲမြနေသလားဆရာတော်ကိုသွားလျှောက်ကြည့်အောင်ပါပဲဆိုတဲ့ဥတည်ရဲ့ဖြင့်ထမသွားပါနဲ့လို့ပြောတာကမ္မထအာနာပါနဝင်လေထွက်လေနမိတ်မပျောက်တဲ့ပုဂ္ဂိုလ်ကိုပြောနေတာမျိုးဟုတ်သလားမဟုတ်ဘူးတခြားကမ္မထတွေကိုပြောနေတာဟုတ်သလားမဟုတ်ဘူးအဲ့ဒါလေးတော့ကွဲကွဲပြားပြားနားလည်ဖို့လိုတယ်နော်လေးသေးချအောင်နောက်ပိုင်းတော့နားပါလိမ့်မယ်သို့တော့ဒီနေရာမှာကြိုးပြီးတော့နည်းနည်းလေးပြောချင်တယ်နော်ဥစဉ်တော့တမ္ပဇင်ဘိုင်းမှာသမိန်စီတေပတာရိတေသံပဇာနာကာရီဟောတိဆိုပြီးတော့မြတ်စွာဘုရားနောက်ပိုင်းတမ္ပဇင်ဘိုင်းမှာတိတဟောပါလိမ့်မယ်ကိုယ်တဲ့ဇတ်တဲ့နေရာမှာတမ္ပဇင်ညာလေးနဲ့ပြုပါကိုယ်တဲ့ဇတ်တဲ့နေရာမှာတမ္ပဇင်ညာလေးနဲ့ပြုပါဆိုပြီးတော့မြတ်စွာဘုရားဟောထားတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့အဲ့ဒီမှာတထစိတ်တဝတိနေဝသမိဇနပတရဏအဂတဝဟတပတနာသမိဇနပတရဏပစ္စယအထာနတပရိကိတဝအတ္တပရိခေနတတ္ထကသမ္မဇင်ညာဆိုပြီးတော့တတ္တကသမ္မဇင်လေးတစ်ခုကိုမူလဘာနာတအထက်ကရာပထမရွယ်စာမျက်နှာ268မှာဖွင့်ဆိုထားပါတယ်နော်လက်စစ်ခြေစစ်တွေကိုကိုယ်ရဆန်းတဲ့အချိန်ကမှစိတ်ရဲ့အလိုဆန္ဒအတန်ကိုယ်မှုဆန်းမှုမပြုတ်လို့ပဲကိုယ်ချင်းဆန်းခြင်းဒီဟုသောအကြောင်းကြောင့်အကျိုးရှိမရှိကိုစူးစမ်းဆင်ခြင်ပါစူးစမ်းဆင်ခြင်ပြီးတဲ့အခါမှာအကျိုးရှိတယ်လို့သိရင်ကိုယ်မှုဆန်းမှုကိုကိုယ်ပါအကျိုးမရှိဘူးလို့သိရင်လည်းကိုယ်မှုဆန်းမှုကိုမပြုတ်လို့ပါနဲ့အဲ့ဒီလိုအကျိုးရှိမရှိကိုစူးစမ်းဆင်ခြင်ပြီးတော့အကျိုးရှိတဲ့လုပ်ငန်းရပ်ကိုရွေးချယ်ပြုလုပ်နေတဲ့ဉာဏ်ကိုတတ္တကသမ္မဇင်ဉာဏ်လို့ခေါ်တယ်ဆိုပြီးဒီလိုရှင်းထားတယ်အဲ့ဒီရှင်းခြင်းအောက်ဆွဲလေးမှာဒီနေ့ခေတ်နဲ့ထိတ်တိတ်ဆန့်ကျင်ပဲစကားလေးတစ်ခုပြန်ပြီးပါလာပြန်တယ်နော်ဘာပါလဲတထဟထပါတိအတိစီရံသမိန်စေတဝပတာရိတဝဧဝဝထိတတခဏေခဏေဝေဒနာဥပ္ပိသန္တိစိတ်တံဧကကနလဘတိကမ္မထာနပရိပတ္တိဝိသေသနာတိကိစ္စတိတထထိုသမစဉ်ဘိုင်း၌ဟထပတိတနည်းတထထိုကိုယ်ရဆန်းရ၌ဟထပါတိလက်ချေတို့ကိုအတိစီရံအလွန်ကြာမြင့်စွာသမိန်စေတဝဧဝဝါကွေး၍သာလျှင်၎င်းပတာရိတဝဧဝဝါဆန်တန်း၍သာလျှင်၎င်းထိတသာတည်နေတဲ့ယောဂဝသရာပုဂ္ဂိုလ်ရဲ့တန်တာ၌ခဏေခဏေခဏတိုင်းခဏတိုင်း၌ဝေဒနာဆင်းရဲတဲ့ဒုက္ခဝေဒနာတို့သည်ဥပ္ပဇံတိဖြစ်ပေါ်၍လာကြလေကုန်၏စိတ်တံစိတ်သည်အင်္ဂကတည်ကြည်မှုသမာဓိကိုနလဘတိမရရှိနိုင်ကမ္မထာနံကမ္မထံသည်ပရိပရတိလျောကြ၍တွတ်တတ်၏ဝိသေသမဉ္ဇဉ်ဖုန်ဉ္ဇဉ်ဆိုတဲ့တရားသူတရားမြတ်ကိုအနာတိဖြစ်စေတည်မရရှိနိုင်ဟောဒီနေ့ခေတ်နဲ့ဒီကကြီးတွေထိတ်တဲ့ဆန့်ကျင်ဘက်ဖြစ်မနေဘူးလားဖြစ်နေပြီနော်ဒါကမူလမျက်နှာ268တမ္ပဇင်ဘိန်းမှာဖွင့်ထားတဲ့စကားနော်လက်ဒီချီတွေကိုအလွန်အကြာကြီး꿰ထားတယ်အလွန်အကြာကြီးဆန့်ထားတယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့တန်တမှာခဏေခဏေဝေဒနာဥပ္ပဇံတိခဏတိုင်းမှာဆင်းရဲတဲ့ဒုက္ခဝေဒနာတွေဖြစ်ပေါ်လာပြီဖြစ်ပေါ်လာတဲ့အချိန်ခါမှာဘာဖြစ်မလဲစိတ်တံဧကကနလဘတိစိတ်တည်တည်ကြည်မှုသမာဓိကိုမရနိုင်ဘူးဆင်းရဲတဲ့ဒုက္ခဝေဒနာတွေကနှောက်ယှက်နေပြီတ
ဒီကကြီးတွေစဉ်းစားကြည့်တယ်နာကျင်ကြိုက်ခဲနေတဲ့ဒီဝေဒနာကအပြည့်ထန်နှိမ့်ဆက်ခံရတဲ့အချိန်ခါမှာတမာတိထူထောင်ရတယ်လွယ်သလားမလွယ်နော်တမာတိမဖြစ်ဘူးတမာတိရနေတဲ့ပုဂ္ဂိုလ်များဘုသဘောပေါက်လိမ့်မယ်နော်တခါတလေအကြောင်းအမျိုးမျိုးကြောင့်ခန္ဓာကိုယ်မှာဆင်းရဲတဲ့ဒုက္ခဝေဒနာတစ်ခုခုပေါ်လာတယ်တမာတိရပြီးသားပုဂ္ဂိုလ်တောင်မှမိမိရနေကြတဏှာကြီးနှစ်နာရီစတဲ့တမာတိပြန်ထူထောင်ရင်ထူထောင်လို့လွယ်သလားမလွယ်ဘူးစိတ်တံဧကကနလဘတိစိတ်တည်ကြည်မှုတမာတိမရနိုင်ဘူးမရနိုင်တော့ဘာဖြစ်လဲကမ္မထာနံပရိပတ္တိကမ္မထာနံကမ္မထာတိပရိပတ္တိလျော့ကြ၍သွားတတ်၏ကမ္မထာတိလျော့ကြသွားလိမ့်ဟုတ်မဟုတ်စဉ်းစားကြည့်ဘာဖြစ်လို့လဲတမာတိမှထူထောင်လို့မရရင်တမာတိရှိမှသိနိုင်တဲ့ယုတ်တရားနံတရားအကြောင်းတရားအကျိုးတရားတွေကိုဆက်လက်ပြီးရှုလို့ရပါအောင်မလားထိုင်ကြည့်ပါလားခုနေတမာတိဘာတမာတိမှမထူထောင်မဲနဲ့ခုယုတ်နံရှုမှုတဲ့ပုဂ္ဂိုလ်တွေဒီတိုင်းခဏအိမ်နဲ့ဆက်ပြီးကြည့်ဆန်းကြည့်တယ်ကြည့်လို့ရလားသမာဓိရှိမှသိနိုင်တဲ့ယုတ်သမာဓိရှိမှသိနိုင်တဲ့နံရှုလို့မရနိုင်ဘူးဘုရားဟောနေတဲ့ယုတ်ဘုရားဟောနေတဲ့နံဆိုတာကယုတ်ကလနံကလကိုမြင်ရမယ်ယုတ်ကလနံကလဓာတ်ခွဲနိုင်ရမယ်ကလဆိုတာကအလွန်သိငယ်တဲ့အဖွဲအစည်းလေးအမှုံလေးတစ်ခုပါပရမတ္ထနယ်မှာအသေးဆုံးအဖွဲအစည်းလေးတစ်ခုယုတ်လောကမှာဒီလောက်အသေးဆုံးအဖွဲအစည်းလေးတစ်ခုမှာပဲပထဝီအာဘောတိဇောဝါယောဝနခန္ဓာရတ္တဩဇာဆိုတဲ့သဘောတရား၈ခုအနည်းဆုံးပါနေအဲ့ဒီသဘောတရားလေးတွေကိုခွဲခြားသိပြသိရင်ဒီတမာတိမရှိဘဲနဲ့သိနိုင်တဲ့လုပ်ငန်းခွင်မျိုးဟုတ်သလားမဟုတ်ဘူးမဟုတ်တဲ့အတွက်ခေါင်းကစိတ်တည်ကြည်မှုတမာတိမရတဲ့ပုဂ္ဂိုလ်တန်တမှာကမ္မထာนี่လျှော့ကြပြီးသွားတယ်ဆိုတဲ့စကားဟာမှားလားမှန်နေပြီယုံနဲ့လည်းမသိဘူးအကြောင်းကျိုးလည်းမသိဘူးထိုပုဂ္ဂိုလ်ဒီမဲ့ဖို့နိဗ္ဗာန်ရမလားမရနိုင်ဒါကြောင့်ဝိသေသမဉ္ဇဉ်ဘုံဉ္ဇနိဗ္ဗာန်ဆိုတဲ့တရားတို့တရားမြတ်ကိုနာတိကိစ္စတိမရနိုင်ဟောဘုန်းကြီးတစ်ပါးကစမ်းပြီးတော့ဥစဉ်ကိုပြောဘူးတယ်လွန်ခဲ့တဲ့နှစ်ပေါင်းအစိတ်ကြော်လောက်ကဆိုကြပါစို့အစဉ်တင်းကျိုင်းတောင်ကြောင်းမှသူနဲ့သွားဆုံးတော့ဒကမာကြီးတယောက်ဝေဒနာတိုက်တဲ့လုပ်ငန်းခွင်နဲ့ပတ်သက်ပြီးသူကစမ်းပြီးတော့ပြောတယ်ဒီပြုတော်နဲ့မလှမ်းမကမ်းမှာဘုရားတော်ဆိုတဲ့တောင်တစ်လုံးရှိတယ်အဲ့ဒီမှာကြောင်းတိုက်တစ်ခုရှိတယ်အဲ့ဒီမှာဒကမာကြီးယောက်ကသွားပြီးတော့ဒီဘုရားတော်မှာတရားအထုတ်ရင်းနဲ့သစ်ပင်တစ်ပင်အောက်ကုပြစ်တစ်ခုမှာထိုင်ပြီးတော့သူကဝေဒနာလိုက်နေသူကလည်းဆုံးခံဆင်းသွားတော့ဒီဒကမာကြီးအနာကဖြတ်သွားတော့ဒကမာကြီးကနားတယ်သူကဒီလိုပဲရှုနေဒီလိုတောင်ထဲမှာသူဆုံးခံလှက်ပတ်လိုက်တာတဏှာကြီးလောက်ကြတယ်ပြန်လာတော့လေဒီဒကမာကြီးကနားတယ်ဒါပဲရှိတယ်သူပြောပဲဟုတ်တယ်မလားဒကမာကြီးမျက်နှာကြည့်လိုက်တော့ဘာနဲ့တူနေလဲဆိုရင်ပင်လယ်မြောက်ကနန်းနှိပ်ခံတဲ့သိတူတယ်တဲ့ဟာအရှင်ဘုရားပင်လယ်မြောက်ကနန်းနှိပ်တယ်ဆိုတော့ဘယ်လိုလဲသူဥစဉ်ကမေးကြည့်တယ်ပင်လယ်မြောက်ကသူကကြောင်တုံးကြောက်ဆောင်နေကြားထဲမှာကနန်းနေရှိတယ်ဆိုတာသိတော့အဲ့ဒီကြောင်တုံးကြောက်ဆောင်ကြားထဲကိုသူ့အမိကိုသူကအသာလေးအရင်ထိုးသွင်းလိုက်တယ်ထိုးသွင်းလိုက်တဲ့အချိန်ကမှဟိုကကနန်းတွေကသူ့မိကိုဝိုင်းပြီးညှက်လိုက်တဲ့အခါမှာအသာအမိလေးကိုဆွဲဖြောင်းလိုက်ဆွဲမြောက်တဲ့အခါမှာကနန်းကညှက်ထားတော့နာလုံးတော့မြောက်ကရှုံပြီးမဲ့နေတယ်အဲ့ဒီပုံနဲ့သိတူတယ်အဲ့တော့အဲ့ဒီလိုနာတယ်လို့ထိုင်ပြီးတော့နိုင်ပေါင်းများစွာရှုနေတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာစိတ်တည်ကြည်မှုတမာတိဆိုတာဖြစ်နိုင်မလားမဖြစ်နိုင်ဘူးနော်စိတ်တည်ကြည်မှုတမာတိမဖြစ်ရင်ကမ္မထာနေလျှော့ကြပြီကမ္မထာနေလျှော့ကြသွားပြီဆိုလို့ရှိရင်တရားတို့တရားမြတ်ကိုဘယ်လိုမှမရနိုင်ဘူးပြောင်းမြန်ဘာဟောလဲကာလင်သမင်းစင်တတကာလိပတရင်တတပဏတာဝရဏနာဥပိသန္တိစိတ်တံအင်္ဂကံဟောတိကမ္မထာနံဖတိကိစ္စတိဝိသေသမတိကိစ္စတိတိဧဝံအထာဏတပရိက္ခဏဝတိတဗံကာလိကွေးတဲ့အချိန်ခါကာလ၌သမင်းစင်တတကွေးရင်နေတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာ၌ကာလိဆန္တန်တဲ့အချိန်ခါကာလ၌ပတရင်တတဆန္တန်၍နေတဲ့ပုဂ္ဂိုလ်တဏ္ဍာ၌တာဝရဏထိုဆင်းရဲတဲ့ဒုက္ခဝရဏတို့သည်နဥပိသန္တိဖြစ်ပေါ်၍မလာကြလေကုန်စိတ်တံစိတ်သည်ဧကကံတည်ကြည်၍လာသည်ဟောတိဖြစ်၏ကမ္မထာနံကမ္မထာတိဖာတင်ကြည်ဝတ်တဲ့ခြင်းသောကိစ္စတိရောက်ရှိ၍သွားပေ၏ဝိသေသမဉ္ဇဉ်ဘုံဉ္ဇနိဗ္ဗာန်ဆိုတဲ့တရားတို့တရားမြတ်ကိုအတိကိစ္စတိရရှိနိုင်ပေ၏ဟောပြောင်းမြန်ကိုယ်တဲ့အချိန်ခါမှာကိုယ်ပြရတယ်ဆန့်တဲ့အချိန်ခါမှာဆန့်ပြရတယ်ကိုယ်တဲ့အချိန်ခါမှာကိုယ်ပြတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဆန့်တဲ့အချိန်ခါမှာဆန့်ပြီးတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာထိုဆင်းရဲတဲ့ဒုက္ခဝေဒနာတွေဖြစ်အောင်မလားမဖြစ်ဘူးဆင်းရဲတဲ့ဒုက္ခဝေဒနာတွေမဖြစ်လို့ရှိရင်စိတ်တံဧကကံဟောတိစိတ်တည်ကြည်မှုတမာတိရ
လက်ရှိတမာတိထူထောင်နေတဲ့တက္ကကြီးတွေတက္ကမကြီးတွေပုံနားလည်လိမ့်မယ်ထင်တယ်နော်ဒူတွေပေါင်းတွေဟိုနေရာဒီနေရာကကြိုက်ခဲနာကျင်တဲ့ဒဏ်ချက်တွေကပြင်းထန်လာလို့ရှိရင်တမာတိထူထောင်တာအမတန်ခက်နေတယ်ဒူလေးခြေတော်ကလေးတွေဆန့်နေတယ်လို့ဆန့်ကွေးတယ်လို့ကွေးဆန့်နေတယ်လို့ဆန့်ပြုတ်ပြင်ပြီးမှပြန်ထိုင်လိုက်လို့တော်တော်ကြာကြာထိုင်နေရင်တော့တမာတိကချက်ချင်းပြန်ဖြစ်လာတတ်တယ်နော်တမာတိဖြစ်လာပြီဆိုရင်ဘာဖြစ်လဲကမ္မထာနံဖာတိခိသတိကမ္မထာကြီးပွားတွတ်တက်လာမယ်ကြီးပွားတွတ်တက်လာရင်ဘာဖြစ်လဲသမာဓိရှိမှသိနိုင်တဲ့ယုတ်တိနန္ဒီကိုသိလာမယ်သမာဓိရှိမှသိနိုင်တဲ့ကြောင့်ကျိုးဆက်ပြိဿသမုပ္ပါသဘောတရားတွေကိုသိလာမယ်သမာဓိရှိမှသိနိုင်တဲ့ဒီယုတ်နာကြောင့်ကျိုးသင်္ခါရတရားတွေရဲ့အနိစ္စဒုက္ခအနတ္တအချင်းအကိုသိလာမယ်သိလာခဲ့ရင်ဘာဖြစ်မလဲဝိသေသမတိကိစ္စတိမဉ္ဇဉ်ဖုန်ညာနိဗ္ဗာန်ဆိုတဲ့တရားသူတရားမြတ်ကိုရရှိနိုင်တယ်ဣတိဧဝံအထာနတ္ထပရိက္ခဏဝေဒိတဗံဒါကအကျိုးရှိမရှိကိုသိသိတတ်တဲ့တတ္တကအတ္တပစဉ်ကိုဒီတိုင်းသိပါဆိုပြီးဒီလိုဖွင့်ဆိုထားတယ်နော်အဲ့ဒီဖွင့်ဆိုချက်အရဆိုရင်တော့ဦးဇင်းတို့တရားအထုတ်တဲ့ပုဂ္ဂိုလ်တွေဒီအရိယာဘုမပြင်ကောင်းမှုဆိုတဲ့စကားဒီမှားလားမှန်လားမှန်နေတယ်ဟိုမှာပြောနေတဲ့စကားကအရိယာဘုဖြစ်စည်းပြီးထသွားတာကိုပြောတာအာနာပါနကမ္မထာအထုတ်နေတဲ့အခါမှာနမိတ်ကပျောက်သွားပြီဝင်လေထွက်လေကရှာလို့မတွေ့တော့ဘူးအလွန်သိမ်မွေ့နုညံ့သွားလို့ရှာမတွေ့တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဝင်လေထွက်လေတွေပျောက်နေတဲ့အတွက်ဆရာတော်ကိုသွားလျှောက်မယ်ဆိုတဲ့ဥတီချက်ငါမှကမ္မထာနေပျောက်နေပြီဆိုတဲ့ဥတီချက်ဖြင့်အရိယာပုဂ္ဂိုလ်ဖြစ်စီပြီးထမသွားပါနဲ့လို့ဒီလိုပြောတာပါနော်အရိယာပုဂ္ဂိုလ်မပြင်ခေါ်မှုလို့ပြောတဲ့စကားဟုတ်သလားမဟုတ်ဘူးဒါကတော့တတိရှိဖို့လိုတယ်နော်ကဲအဲ့ဒီလိုဝင်လေထွက်လေကအလွန်လွန်သိမ်မွေ့နုညံ့လာပြီဆိုလို့ရှိရင်တော့ထိုပုဂ္ဂိုလ်ကဘာဖြစ်လဲအထာနေနပဂတိဖုဒ္ဓဝတေနစိတ်တံထုပိတဝမနတိကာရောဗုဒ္ဓတဘောအထထောခဏယိအနေနာထိုယောဂဝဆရာပုဂ္ဂိုလ်သည်ပဂတိဖုဒ္ဓဝတေနပဂတိထိတွေ့နေတဲ့နေယဌာနဖုဒ္ဓဌာန၏အစွမ်းအဖြစ်သာလျှင်စိတ်တံစိတ်ကိုထုပိတဝထား၍မနတိကာရောဝင်လေထွက်လေနှလုံးသွင်းခြင်းကိုဗုဒ္ဓတဘောဖြစ်စေအပ်ပေ၏ဝင်လေထွက်လေပဂတိထိမှုထင်ရှားတဲ့နေရာလေးမှာသာစိတ်ကကတ်ထားဘဲမှစိတ်ကိုမလွတ်စေနဲ့ဝင်လေထွက်လေထင်ရှားလာအောင်ဆိုလဲတက်တက်ပြီးမကြိုးစားလိုက်ပါနဲ့နော်အဲ့ဒီထိတဲ့နေရာလေးမှာပဲစိတ်ကလေးကပ်ပြီးထားလိုက်ပြီးဆိုရင်မကြာမီအတွင်းမှာဘာဖြစ်လာလဲဝင်လေထွက်လေပြန်ပြီးပေါ်လာမယ်ငါရဲ့တတိအားနဲ့မှုကြောင့်ငါရဲ့ပညာအားနဲ့မှုကြောင့်ဒါliềnဒီဝင်လေထွက်လေကမထင်ရှားတာပဲဒီဝင်လေထွက်လေဟာရှိကိုရှိတယ်လို့အာယုံယူပြီးတော့စိုက်လိုက်ရင်စိတ်ကလေးကလည်းငြိမ်ပြီးတာခတ်သွားပါစေမကြာမီအတွင်းမှာအဲ့ဒီမှာအာနာပါနနမိတ်ချောင်းလေးစပ်ပြီးပေါ်တတ်ပါတယ်သို့တော့ဒီနမိတ်ကတော့ပေါ်စမှာများသောအဖြစ်ဘုန်းကစိတ်ညွတ်တဲ့ပုံစံလေးတွေကညွတ်တိုင်းဖြစ်တတ်တဲ့သဘောတော့ရှိတယ်။ဗမာဒီလေးကဖြစ်လာပြီ။အတော်အတန်ဖြစ်ုံနဲ့တော့ညွတ်တိုင်းမဖြစ်ဘူး။သို့တော့တော်တော်လေးကျွမ်းကျင်လာပြီပေါ့ဒီနမိတ်ကခိုင်လာပြီ။ခိုင်လာပြီဆိုလို့ရှိရင်အဲ့ဒီနမိတ်ကိုသွားကစားလို့ရတယ်။ကစားလို့ရတယ်ဆိုပေမဲ့လို့ကစားရင်အကျိုးရှိသလားလို့မေးစရာရှိတယ်။ကစားရင်အကျိုးရှိပါသလားလို့မေးစရာရှိတယ်။အာနာပါနနမိတ်ကစားမှုနဲ့ပတ်သက်လို့အကျိုးမရှိပုံကိုဝိသုဒ္ဓိမေအထက်ကရာပထမတွဲစာမျက်နှာ109မှာဖွင့်ဆိုထားပါတယ်နော်တေတုဟိအာနာပါနနမိတ်တံတာဝဟောတယတောဝါဒရတိယေဝဟောတတိဩဃတေနသပရိစိဏံဣတိတာနိနဝတဩဃတေနသပရိစိဏဒါနဥဒေတဗံတေတုဆိုတာကတော့ရှေ့ကဟောနမိတ်တိုးဝါးတဲ့ကမ္မထမတိုးဝါးတဲ့ကမ္မထခုနမိတ်မတိုးတဲ့ကမ္မထနေတယ်နော်အာနာပါနနိမိတ်အာနာပါနနိမိတ်ကိုတာဝရှိဥဇဝတ္တိယတော်တိုးပွားဖြစ်သောပုဂ္ဂိုလ်ရဲ့တန်တန်၌ဝါဒရတိယေဝလေအစုအပုံတိတန်လင်းဟောတတိတိုးပွား၍လာ၏အာနာပါနနိမိတ်ကိုတိုးအောင်ပေါ့အောင်လုပ်နေရင်ဘာတွေသာတိုးလာမလဲလေတုပဲတိုးလာမယ်နောက်တစ်ခုကဩဃတေနသပရိစိဏံအာနာပါနကမ္မထံကိုအယတ္တိတဖြင့်အတိအကျပိုင်းခြားပြီးထားဘယ်လိုအယတ္တိတလဲဖုဋ္ဌဌာနထိတဲ့နေရာမှာသာစိတ်ဆိုင်ပြီးပွားများရမယ်လို့ဒီလိုအာနာပါနကမ္မထံကိုအတိအကျသတ်မှတ်ချက်ရှိသတ်မှတ်ချက်ရှိတဲ့အတွက်ဒီအာနာပါနနမိတ်ကိုတိုးအောင်ပေါ့အောင်လုပ်နေတော့ထိတဲ့နေရာကိုကြော်ပြီးမသွားဘူးလားသွားပြီကြော်လွန်သွားတဲ့အတွက်ကမ္မထံစည်းကမ်းပေါပြတ်သွားတဲ့အတွက်ထို့ပုဣတိတာရိနဝတဩဃတေနသပရိစိဏဒါနဝဒေတဗံဣတိဤသို့လျင်မာရိနဝဒသအပိစီတိအတွက်ကြောင့်လည်းဩဃတေနသထိယဌာနဟုခေါ်ဆိုအပ်တဲ့အယဒေသဖြင့်လိပရိစိဏတပိုင်းခြားထားသည့်အဖြစ်ကြောင့်လည်းနဝဒေတဗံမတိုးဘအပ်ပေ
လေးသာလင်တိုးလာမယ်ဆိုတဲ့ပွားလာမယ်ဆိုတဲ့အပြစ်တွေလည်းရှိတယ်ဒါကအကြောင်းတစ်ခုဖုဒ္ဓဌာနထိယဌာနမှာသာလျှင်စိတ်ဆက်ပြီးပွားများရမယ်လို့ဒီလိုသတ်မှတ်ချက်ရှိနေတဲ့နေရာဒေသဖြင့်အတိအကျပိုင်းခြားပြီးသတ်မှတ်ချက်ရှိတာကလည်းအကြောင်းတစ်ခုဒီအကြောင်းတစ်ခုကြောင့်အာနာပါနကမ္မထံပွားများအထုတ်တဲ့ပုဂ္ဂိုလ်ဒီအာနာပါနနမိတ်ကိုတိုးအောင်ပွားအောင်မလုပ်ပါနဲ့ဒီလိုအတိအကျသတ်မှတ်ချက်ပေးထားတယ်နော်အဲ့ဒီလိုတိုးအောင်ပွားအောင်လုပ်နေတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍမှာခုနကပဏိနာမိတာမဲ့ပါဠိတော်ရဲ့စကားအရာဆိုရင်တော့နမိတ်ကိုအပြင်ကိုတိုးအောင်ပွားအောင်လုပ်ရင်အပြင်ကိုစိတ်ကပြန့်လွင်သွားပြီအတွင်းကိုတိုးအောင်ပွားအောင်လုပ်လိုက်တော့အတွင်းဘက်ကိုစိတ်ကပြန့်သွားပြီအဲ့ဒီလိုပြန့်သွားတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍအတွင်းအပြင်မှာစိတ်ဓာတ်တွေပြန့်လွင်နေတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍမှာဒီအပ္ပနာဇံသမာဓိဆိုတာဖြစ်နိုင်မလားမဖြစ်နိုင်တော့ဘူးဒါကိုတော့တတိထားဒါကြောင့်တချို့ယောဂီတွေကဒီနမိတ်ပေါ်လာပြီဆိုရင်နမိတ်ကအရှင်ကြီးဆိုရင်အဲ့အရှင်တော့ကိုတောလျှောက်စိတ်မကပ်ပါနဲ့ဝင်လေထွက်လေထိတဲ့နေရာလေးမှာသာစိတ်ကပ်ရှင်ကပ်ထားအဲ့ဒီနာမကပ်ပြီးနမိတ်ကပေါ်လာပြီဆိုလို့ရှိရင်လည်းအဲ့ဒီနမိတ်ကဝင်လေထွက်လေထိမှုနမိတ်ချောင်းကဘယ်တော့ပဲရှိချင်းရှိပါစေနော်ရှင်နေပေမဲ့လို့ဝင်လေထွက်လေထိမှုထင်ရှားရနေရာလေးလောက်မှသာနမိတ်ရဲ့အရင်မှသာစိတ်ကလေးကပ်ပြီးထားလိုက်ရှည်တော့လက်ပြီးတောက်လျှောက်မကြည့်နဲ့မကြည့်ပဲနဲ့လို့သိတော့သိနေလိမ့်မယ်သိပေမဲ့လို့မိမိရဲ့ရှုပွားသုံးသပ်မှုကထိတဲ့နေရာခေါ်တဲ့ဒီနေရာကလွဲပြီးတော့လွတ်ပြီးလိုက်ပြီးတော့မကြည့်နဲ့အဲ့ဒီနမိတ်အပေါ်မှာစိတ်ပြီးကတ်ထားလိုက်ရင်တော့ပထမဒီနမိတ်ကပေါ်စားမှမိခိုးရောင်လိုဖြစ်တတ်တယ်ညစ်ထက်တဲ့ကလေးဖြစ်တတ်ပါတယ်အဲ့ဒီညစ်ထက်တဲ့ဖြစ်ရာကနေပြီးတော့ဝင်လေထွက်လေအပေါ်မှာသာစိတ်ကကတ်ထားဝင်လေထွက်လေအပေါ်မှာသာစိတ်ကကြာကြာကတ်ထားလိုက်ပြီဆိုလို့ရှိရင်တော့ကြာရင်ဘာဖြစ်လာသလဲတဖြည်းဖြည်းနဲ့ဒီနမိတ်ဒီဝါခွမ်းဆိုင်လိုဖြူပြီးတော့လက်တတ်ပါတယ်နော်ဝါခွမ်းဆိုင်လိုဖြူနေရနေကဖြူလာရကနေပြီးတော့နောက်ဆုံးတဖြည်းဖြည်းဘာဖြစ်လာလဲတဖြည်းဖြည်းနဲ့တောင်ရှုကျယ်တို့လို့ပေါ့ကြည်လင်တောက်ပါတဲ့အဆင့်အထိတဖြည်းဖြည်းကူးထွက်တတ်တယ်အဲ့ဒီလိုကြည်လင်တောက်ပါတဲ့အဆင့်အထိကူးသွားပြီဆိုရင်ဘာဝနာစိတ်ကလည်းမူလရှုပွားနေတဲ့အာနာပါနလို့ခေါ်ဆိုတဲ့လေအာယုံကနေပြီးတော့ဒီနမိတ်ဘက်ကိုအာယုံမူသွားတတ်တယ်တနည်းအားဖြင့်နမိတ်အပေါ်မှာစိတ်ကလေးကပြောင်းပြီးဖတ်ဆိုကတ်နေတတ်တယ်ကတ်နေလိုက်ရင်အဲ့ဒီစိတ်ကိုခွာမချလိုက်နဲ့ကတ်မြဲတိုင်းကကတ်ထားလိုက်တော့သူဟာသူကတ်နေနော်မကတ်သေးဘူးဆိုလို့ရှိရင်တော့ဒီနမိတ်ကခိုင်းပြီဆိုရင်တော့မိမိကကြိုးစားပြီးပြောင်းကတ်ပြီးတော့ကြိုးစားပြီးပြောင်းကတ်တဲ့အပိုင်းမှာနမိတ်ကရှည်ရင်ရှည်တော့လက်ပြီးမကတ်နဲ့ထိတဲ့နေရာလေးလောက်မှသာအရင်လောက်မှသာကတ်ပြီးထားလိုက်နမိတ်ချောင်းရဲ့အရင်လောက်နော်အဲ့ဒီနမိတ်ချောင်းရဲ့အရင်လောက်မှသာဘာဝနာစိတ်ကလေးကိုညှို့စွာကပ်ပြီးတော့စိတ်ကလေးစိုက်ထားလိုက်ရင်နောက်တော့တဖြည်းဖြည်းနဲ့ဒီနမိတ်ချောင်းဒီအလွန်ကြည်လင်တောက်ပလာလိမ့်မယ်ကြည်လင်တောက်ပနေတဲ့ဒီနမိတ်ကိုတော့အာနာပါနပရိภาကနမိတ်လို့ခေါ်ပါတယ်နော်ဖန်သားမှန်သားလို့ကြည်လင်ပြီးတော့အယောင်နေပြုတ်ပြုတ်ပြတလက်လက်ထွက်နေလိမ့်မယ်သို့တော့ဒီအယောင်ကနမိတ်ချောင်းကထွက်နေတဲ့အယောင်ကတိတခုနကအာနာပါနအာယုကိုရှုပွားသုံးသပ်နေတဲ့ပုဂ္ဂိုလ်ရဲ့ခန္ဓာအိမ်မှကလည်းခုနကအထူးသဖြင့်နှလုံးအိမ်ရှိရာကနေမြေပြန့်ခံပြီးတော့အယောင်နေဟာတမန္တာတော့ပဋ္ဌာရတိဝဉ္ဇဉ်ပတ်ချအလုံးလုံးဝဉ္ဇဉ်ပတ်ချရစင်မဲ့နဲ့အကုန်လုံးပြန့်နှံ့ပြီးထွက်နေတတ်ပါတယ်နော်အဲ့ဒီအယောင်ကတစ်မျိုးပဲဒီတော့ဒီနမိတ်ချောင်းမှာဘာဝနာစိတ်ကိုညှို့စွာကပ်ပြီးတဲ့အခါတဏှာကြီးရနေနိုင်ဝဲလောက်ရပြီဆိုရင်တော့တဖြည်းဖြည်းတိုးပြီးတော့ဒိဋ္ဌံပြီးထိုင်ကြည့်ပေါ့နော်တဏှာကြီးလောက်ဒီအာနာပါနပရိภาကနမိတ်အာယုံမှာညှို့စွာကပ်ပြီးတည်နေအောင်ကြိုးစားရတယ်အဲ့ဒီလိုကြိုးစားတဲ့အပိုင်းမှာအာနာပါနနမိတ်အပေါ်မှာတဏှာကြီးလောက်ရပြီဆိုရင်တော့ဇာယင်္ဂါတွေဟာမြတ်သောအဖြစ်တော့ထင်ရှားလက်တတ်ပါတယ်နော်သို့တော်လည်းအဲ့ဒီဇာယင်္ဂါတွေကထင်ရှားပြီမဲ့လို့အာထုဇ္ဇယောဂီပုဂ္ဂိုလ်ဒီဘာဖြစ်ရမလဲဆင်ခြင်မှုနည်းရမယ်ဝင်စားမှုများရမယ်ဒီသတ်မှတ်ချက်အတိအကျရှိဇံကိုဝင်စားတဲ့လုပ်ငန်းကိုအာထုဇ္ဇပုဂ္ဂိုလ်ဒီဦးစားပေးလေ့ကျင့်ရတယ်ဒီသမာဓိခိုင်အောင်သာကြိုးစားရတယ်အဲဒီတော့တဏှာကြီးရရင်တဏှာကြီး15တဏှာကြီး15ရရင်တဏှာကြီးကွဲစွန့်နေရင်2နာရီ3နာရီစသည်ဖြင့်ဒိဋ္ဌံမိတာတိုးထိုင်ကြည့်သမာဓိအားကောင်းနေပို့ပြီးတော့ကောင်းနေပဲနော်တဏှာကြီး2နာရီ3နာရီစသည်အထိများရခဲ့မယ်ဆိုလို့ရှိရင်တော့ပြောစရာမလိုတော့ဘူးဒီသမာဓိကအလွန်အဖို့တန်သွားပြီအဲဒီလိုစိတ်ငြိမ်ဝစွာကပ်ပြီးတည်နေအောင်ကြိုးစားနေတဲ့အပိုင်းမှာဥပ္ပဇာရသမာဓိလို့ခေါ်ဆိုတဲ့ဉာဏ်မြေကိုရောက်ပြီဆိုလို့ရှိရင်တော့ပုံစံလေးတွေကတော့ပြောင်းလာတတ်တယ်ဘယ်လိုပုံစံပြောင်းလာလဲဘုရားတို့ဒီဥပ္ပဇာရသမာဓိနဲ့အပ္ပနာသမာဓိဆိုပြီးတော့ဒီသမထဘိမှာသမာဓိ2မျိုးရှိတတ်ပါတယ်အဲ့ဒီသမာဓိ2မျိုးရှိတဲ့အ ਨੇ က
ဥပဇာရသမာဓိအခိုက်ရောက်ပြီဆိုလို့ရှိရင်တခါတရံဘာဝနာစိတ်ဒီဘဝင်ကြကြပြီးထွက်တယ်ဘဝင်ကြသွားတာကိုတချို့ယောဂီတွေကတော့ဘာပြောလဲဘာမှမသိတော့ဘူးခင်ဗျာမေ့နေတယ်လို့ပဲတနည်းတော့အိပ်ပျော်နေတယ်လို့ပဲတို့ကဒီလိုတော့ပြောတယ်ဒါကတော့ဒီဌာနမှာအပြောများတဲ့စကားလုံးပါတချို့ဌာနမှာကတော့ဘယ်လိုဖြစ်တယ်မိမိတို့ရှုပွားသုံးသပ်နေတဲ့ဘာဝနာလုပ်ငန်းဒီသမထလားဝိပဿနာလားဆန်းစစ်မှုတော့သိမပြုလုပ်တော့ဘူးဝိပဿနာပဲလို့ပုံသင်ယူထားတယ်ပုံသင်ယူထားလိုက်ပြီးတဲ့အခါခေါင်းကပြောသလိုပေါ့လေတချို့ကြတော့လေယုတ်ကလကလေးတွေတွဲတွေ့ပါတယ်သမာဓိရှိတယ်နော်ကလကလေးတွေတွေ့တော့လေကလကိုတက်ခွဲနိုင်ပါတော့လို့ဆွေးနွေးကြည့်ရင်တော့တက်ခွဲနိုင်တဲ့ပုဂ္ဂိုလ်တော့သိမတွေ့ရဘူးကလကလေးတွေပေါ်တာပြောက်တာကိုပဲသူတို့ကဖြစ်ပြရှုလိုက်တော့ကလတို့မြည်ဒီမှာပရမတ္ထသစ္စာနယ်မှာအသေးဆုံးအဖွဲ့အစည်းတစ်ခုပညာမကင်းသေးဘူးသမုဟပညာမကွာသေးဘူးတန်ဌာနပညာရှိသေးတယ်သမုဟပညာဆိုတာကအဲ့ဒီကလတစ်ခုအတွင်းမှာဝထဝီအာဘောတိသောဝါယဝနကဏရတဩဇာစသည်ဖြင့်အနည်းဆုံးသဘောတရား၈ခုတချို့9ခုအထိရှိတတ်တယ်တချို့10ခုအထိရှိတတ်တယ်အဲ့ဒီသဘောတရားလေးတွေကိုမြင်မှပရမတ်နယ်ကိုကူးမှဖြစ်တော့သဘောတရားလေးတွေကိုမမြင်မဲ့အမှုံအနေနဲ့မြင်လိုက်ပြီဆိုရင်တော့ဒါသမုဟခဏမပြောဘူးသမုဟပညာမကွာသေးဘူးလို့ပြောရတယ်ပညာတို့မြည်ဒီညာနဲ့ကြိတ်ချေခြင်းကကြာကြိတ်ချေလို့မရဘူးတကယ်ငကိုယ်တက်ကထင်ရှားရှိတဲ့တရားမဟုတ်ဘူးကြိတ်ချေလို့မရတဲ့အခါကျတော့အမှုံလေးတွေအတန်ဖြစ်တာကြည့်လျင်နဲ့နောက်တော့တဖြည်းဖြည်းအမှုံလေးတွေကပါသွားတယ်ပါရကနေနောက်တော့အမှုံလေးတွေကလုံးပျောက်သွားတယ်ပျောက်ပြီးတော့ဘာဖြစ်သွားတာလဲအကြည်ပြင်းလိုက်ပြန်ဖြစ်တယ်ဒါပေမဲ့ဒီပုဂ္ဂိုလ်ကငကိုယ်တက်ကသူကအကြည်တက်ကနေပြီးတော့ဒီအမှုံကိုကူးလာတယ်ဆိုတာကိုကောင်းကောင်းသဘောမပေါက်တဲ့ပုဂ္ဂိုလ်ဖြစ်နေတယ်ဒီတော့ဥစ္စတို့ဒီဓကမထလမ်းစဉ်ကနေပြောရင်ပေါ့နော်ဒါလေးပါးနဲ့တမာတိထူထောင်လိုက်လို့ရှိရင်တော့ဘုန်းကလို့မိကိုရောင်းလို့အဖြူလေးတွေစပ်ပြီးရတော့အဖြစ်ပေါ်တတ်တယ်အဖြူကနေပြီးတော့ဆက်ပြီးဒါလေးပါးစိုက်နေရင်တော့ဆွတ်ဖြူပြီးတော့တိမ်လိုက်လို့ဖြူလာတယ်တိမ်လိုက်လို့ဆွတ်ဖြူနေတဲ့ဒီအဖြူကခိုင်ကလို့ရှိရင်ဒီအဖြူမှာပြောင်းပြီးဒါလေးပါးစိုက်နေရင်တော့ကြည်လာတယ်ဖန်တုံးမှန်တုံးရေခဲတုံးတော့နော်အဲဒီလိုကြည်လာတဲ့အချိန်ခါမှာဒီအကြည်မှာဒါလေးပါးကိုတအားတွန်းပြီးစိုက်လိုက်ရင်အတိတ်ကပါရမီမျိုးစိရှိတဲ့သူတော်ကောင်းများဒါလေးပါးကိုတင်းတင်းလေးစိုက်လိုက်တဲ့ကလအမှုံလေးတွေချက်ချင်းဖြစ်သွားတတ်တယ်မဖြစ်ဘူးအဲ့ဒီအကြည်ပြင်မှာအာဂန္တခေါ်တဲ့အကြအပေါက်ရှိလျက်လို့မိမိရဲ့ဘာဝနာလင်းရောက်ကြီးစွမ်းအားနဲ့ထိုးစိုက်ပြီးကြည့်လိုက်တယ်အာဂန္တအကြအပေါက်ကိုသွားတွေ့အာဂန္တခေါ်တာကယုတ်ကလတို့ရဲ့အကြအပေါက်ကိုအာဂန္တလို့ခေါ်ပါတယ်ထိုအာဂန္တအကြအပေါက်ကိုတွေ့လိုက်တဲ့ဒီပြိုင်တည်းထဲယုတ်ကလတည်းရဲ့အကြအပေါက်ကိုမြင်ယုတ်ကလဟာတွေ့ပြီးသားပဲပစိုးရဲ့အပေါက်ကိုမြင်လိုက်ရင်ပစိုးဆိုတာတွေ့ပြီးသားပဲဒီပုံစံပဲနော်အဲ့ဒီအာဂန္တကိုမြင်လိုက်တော့ကလကလေးပေါ်လာပြီအဲ့ဒီကလကလေးတွေကိုဓမ္မခွဲပဲကလကလေးတွေအတိုင်းဖြစ်ပျက်ကိုသွားပြီးကြည့်လိုက်တော့ဘာဖြစ်လဲပညာတည်ဖြစ်နေတော့ပညာနယ်မှာပဲတောင်းတင်နေတဲ့အတွက်ပရမတ်နယ်ကိုမကူတော့ပညာတို့မြည်ဒီညာနဲ့ကြိတ်ချေခြင်းကခံနိုင်တဲ့စွမ်းအားမရှိတော့တဖြည်းဖြည်းဒီကလကလေးတွေကပါပြီးတော့နောက်ဆုံးအကြည်ပြင်းလိုက်ပြန်ဖြစ်သွားတယ်အကြည်ပြင်းလိုက်ပြန်ဖြစ်သွားတာကိုဒီအမှုံလေးတွေပျောက်သွားတာပျောက်တာကအတုံးလိုက်ခဲလိုက်ပြန်ဖြစ်သွားတယ်အတုံးလိုက်ခဲလိုက်ဖြစ်တာကိုသူ့ဘက်ကဘယ်လိုထင်ယူဆတယ်လဲရုပ်တွေချုပ်သွားပြီဟောဒါသူတို့ရဲ့အယူဆရုပ်တွေချုပ်သွားပြီဆိုတော့နံချုပ်အောင်ဆက်ကျင့်ဖို့လိုနေတယ်ဆိုတော့နံချုပ်အောင်သူကဒီအကြည်ဓာတ်မှာစိတ်ကလေးကတ်ထားတယ်ကတ်ထားလိုက်တဲ့အခါမှာသူကနံချုပ်အောင်မကျင့်တတ်တာကကျင့်နီးသိပ်ပြီးသိဖို့မပေါ်ဘူးတကယ်ချုပ်ထားတော့မဟုတ်ဘူးเนาะသူတို့နီးရပြောတာပါနံချုပ်အောင်ဘယ်လိုကျင့်လဲလို့မေးတော့အဲ့မှာစိတ်ကလေးကိုလျှော့ချလိုက်ရင်သူကအကြည်ဓာတ်ပေါ်တဲ့အဆင့်ဆိုရင်တော့တမာတိကတော်တော်ဖြစ်နေပါပြီဘယ်လိုပဲအထုပေါ့ဓာတ်တစ်လုံးကိုပဲအထုနှလုံးပဲအထုသုံးလုံးလေးပဲအထုတမာတိကပါရမီရှိတဲ့ပုဂ္ဂိုလ်မှာဖြစ်သွားတတ်ပါတယ်ဖြစ်သွားတဲ့အချိန်ခါမှာဒီအကြည်ဓာတ်ပြင်မှာစိတ်ကလေးကိုခုနကမတိမတာလျှော့ပြီးချလိုက်လို့ရှင်းရင်ခုနကရောက်ဆိုဘဝင်ကြသွားတယ်အဲဒီလိုဘဝင်ကြတာကြတော့သူတို့ကနံချုပ်တယ်ဆိုပြီးဒီလိုပြောကြနော်ရုပ်တည်နံနေချုပ်သွားပြီရုပ်တည်နံနေချုပ်ပြီဆိုရင်တော့ဘာဖြစ်တယ်ပြောရလဲနိဗ္ဗာန်ရပြီလို့ဒီလိုပြောကြတယ်နိဗ္ဗာန်ရမယ့်ပုဂ္ဂိုလ်မှာခေါင်းကရနေတဲ့ပုဂ္ဂိုလ်ကိုလှမ်းကြည့်လိုက်တော့သူဟာဒုက္ခသစ္စာအမိရတဲ့အတိဏ္ဍကပိစ္ဆုပန်ဣဇဒဗိဒဩလာရိကဒုက္ခမဟိနပဏိဒဒုရတန္တိကလို့ခေါ်ဆိုအပ်တဲ့12မျိုးသောအကျင့်တွေတည်နေတဲ့ခန္ဓာ၅ပါးကိုသူသိပြီးပါမသိသေးဘူး။ကြောင်းကျိုးဆက်ပရိစ္ဆသမုပ္ပါသဘောတရားကိုသူသိပြီးပြီလားမသိသေးဘူး။မသိသေးရင်ဘုရားဆိုလိုတဲ့နိဗ္ဗာန်မျိုးဟုတ်သလားဟုတ်သေးဘူးဒုက္ခသစ္စာသမုဒယသစ္စာကိုသူကပိုင်းခြားသိတဲ့အချက်မရောက်သေးဘူးမရောက်သေးပဲနဲ့ဒီနေရာမှာသူကဘဝင်ကျသွားတော့ဒီဘဝင်ကျတာကိုသူကဘာမှမသိတော့ဘူး
ရုပ်တည်နဲ့ချုပ်သွားပြီလို့ဒီလိုပြောတာဘာဖြစ်လို့ဒီဘဝင်ကြနေတာကိုဘာမှမသိဘူးလို့ပြောရတယ်လို့မေးတော့ဘဝင်စိတ်တို့မြည်ဒီပစ္စုပန်အာယုံကိုသူကအာယုံမပြုဘူးဘာကိုသာအာယုံပြုတယ်လို့မေးတော့အတိတ်ဘဝသေဂဏိကာလကမရဏတဏဇောအခါမှာထင်လာတဲ့ကံသို့မဟုတ်ကမ္မနမိတ်သို့မဟုတ်ဂတိနမိတ်ဒီအာယုံ၃မျိုးတစ်မျိုးမျိုးကိုသာသူကအာယုံပြုတယ်ပစ္စုပန်အာယုံ6ပါးဘာကိုမှသူကမသိဘူးသို့တော့ဒီဘဝင်စိတ်ဒီအတိတ်မရဏတဏအခါမှာမရဏတဏဇောယူထားတဲ့ကံကမ္မနမိတ်ဂတိနမိတ်လို့ခေါ်ဆိုအပ်တဲ့နမိတ်၃မျိုးတည်းကတစ်မျိုးမျိုးကိုသိနေပါတယ်ဆိုတာကအတိတ်ကိုရှုနိုင်တဲ့သူတော်ကောင်းတွေမှနားလည်ပါတယ်ရှုလို့ရပါတယ်အတိတ်မရဏတဏဇောရဲ့အာယုံကိုကျင့်ဖန်များစွာရှုနိုင်တဲ့သူတော်ကောင်းတွေမှရှုလို့ရနိုင်တဲ့သဘောများသောအားဖြင့်ရှိတယ်သို့မဟုတ်ဘဝင်နံတရားတွေကိုစနစ်တကျရှုတတ်တဲ့ယောဂီများမှသိနိုင်တဲ့သဘောရှိပါတယ်နော်ဒီတော့ဒီဘဝင်စိတ်ဒီအတိတ်သင်္ကန်းဤကာလမရဏတဏဇောယူထားတဲ့အာယုံကိုသိနေတဲ့အတွက်သူ့ကိုမသိစိတ်လို့ပြောလို့ရမလားမရဘူးဘာမှမသိတော့ဘူးပြောလို့လည်းဖြစ်ပါလားမဖြစ်ဘူးဘာဖြစ်လို့ဒီနေရာမှာဘဝင်စိတ်လို့ပြောရတယ်လဲလို့မေးတော့ဒီအချက်နဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့သမာဓိက2မျိုးရှိတယ်ဥပ္ပစရသမာဓိအပ္ပနာသမာဓိသမာဓိ2မျိုးရှိတယ်အဲ့ဒီဥပ္ပစရသမာဓိကလည်းစိတ်တည်ကြည်နေတယ်ဘာဖြစ်လို့လဲတထဥပ္ပစရဘုံမိယနိဝရဏပဟာနိနာစိတ်တံသမာဟိတံဟောတိဥပ္ပစရသမာဓိအခိုက်မှာနိဝရဏတရားတွေကွာသွားတဲ့အတွက်ကြောင့်စိတ်ကတည်ကြည်နေတယ်ပရိလဘဘုံမိယအင်္ဂပတုဘဝေနအပ္ပနာသမာဓိလို့ခေါ်တဲ့ဇံရတဲ့အခိုက်မှာတော့ဇံအင်္ဂါဒီရဲ့ထင်ရှားလာမှုကြောင့်စိတ်တည်ကြည်နေတယ်နော်သမာဓိ2မျိုးအဲ့ဒီမှာဒွေနံပါဏသမာဓိနံဣဒနာနာကရဏသမာဓိ2မျိုးရဲ့ထူးခြားချက်ကဒီလိုပါတဲ့ဘာလဲဥပ္ပဇာရိအင်္ဂာနိနာထာမဇာတာနိဟွန်တိအင်္ဂာနာအာထာမဇာတတယထာနာမတဟေရောကုမာရကောဥခိဘိတောတပိယအမနောပုဏ္ဏပုဏ္ဏဘူမိယံပတ္တတိဧဝမေဝဥပ္ပဇာရိဥပ္ပနိစိတ်တံကာလိနနမိတ်ဓမ္မရမဏံကရောတိကာလိနဘွင်ကမောတရတိဘာပြောတယ်လဲဥပ္ပဇာရိဥပ္ပဇာရသမာဓိအခိုက်၌အင်္ဂာနိဇံအင်္ဂါတို့သည်ကထာမဇာတာနိဖြစ်ပေါ်လာသောစွမ်းအားရှိကြကုန်သည်နာဟွန်တိမဖြစ်ကုန်စွမ်းအားတွေသိပြီအလွန်မကောင်းသေးဘူးအင်္ဂါနာဇံအင်္ဂါတို့ဤအထာမဇာတတစွမ်းအားနှင့်ပြည့်ပြည့်ဝဝမဖြစ်ပေါ်နိုင်သေးတဲ့အတွက်ကြောင့်ဒီဇံအင်္ဂါတွေကစွမ်းအားအပြည့်အဝဖြစ်နိုင်တဲ့သဘောမရှိသေးဘူးယထာနာမတဟေရောကုမာရကောတဟေရောကုမာရကောငရွယ်နုနေတဲ့ကလေးသူငယ်ကိုယထာနာမဖြစ်တဲ့ဖြစ်ရနှိမ့်ခိုင်ပွေရလောကဥပမာမြည်တွေကတဟေရောကုမာရကောငရွယ်နုနေတဲ့ကလေးသူငယ်ကိုဥခိဘိတောချီမြောက်တဲ့တပိယမာနောထားခဲ့သည်ရှိသောပုဏ္ဏပုဏ္ဏအဖမံအထတဘူမိယံမြေ၌ပတ္တတိလဲ၍ကြာသွားတတ်၏ကလေးလေးတယောက်မတ္တယသင်္စချီမြောက်ပြီးတော့မတ္တယဖို့သင်ပေးလိုက်တယ်ခဏခဏမြေကြီးကိုထိုင်ပြီးကျမ်းမော်ကိုထိုင်ပြီးလဲကျသွားတယ်ဧဝမေဝဤဥပမာဒုတလေဥပ္ပဇာရေဥပ္ပဇာရသမာဓိတိဥပ္ပန္နိဖြစ်ပေါ်လာခဲ့သည်ရှိသောစိတ်တံစိတ်သည်ကာလိနယခနမိတ္တံသမထနမိတ်ကိုအာရမဏံကရောတိအာယုံပြု၏ကာလိနယံခဘွင်ကံဘွင်သို့ဩတရတိကြ၍သွား၏ဥပ္ပဇာရသမာဓိဖြစ်ပေါ်လာပြီဆိုရင်လည်းအဲ့ဒီအတိုင်းပဲတခါတည်းရဒီစိတ်သည်မိမိရှုပွားသုံးသပ်နေတဲ့သမထနမိတ်အာယုံကိုလှမ်းပြီးအာယုံပြုတယ်တခါတည်းကြတော့လေဘဝင်ကျသွားတယ်ယောဂီတွေဘာပြောလဲမျောနေတယ်ဗျာဟောဒီသဘောပဲနော်သမထမှာသူကဒီပုံစံမျိုးလေးတွေအများဆုံးဖြစ်ပါတယ်အဲ့ဒီလိုဘဝင်ကြသွားတဲ့ဥစ္စာကိုပဲရုပ်တည်နဲ့ချုပ်တယ်ဆိုပြီးခေတ်ကတော့တော်ခမများပြောနေကြပါတယ်နော်လို့တော့ဘုရားဆိုလိုတဲ့နိဗ္ဗာန်ကတော့11မျိုးသောအချက်ပြည့်တည်တဲ့ခန္ဓာ၅ပါးကိုပုံစံမှာလက္ခဏာရေး3တန်တင်ပြီးတော့ရှုပွား3တန်နိုင်တဲ့အဆင့်ရှိရမယ်။သမုဒိယသစ္စာအမိရတဲ့အကြောင်းကျိုးဆက်ပြိဿသမုပ္ပါသဘောတရားဒီကိုလည်းလက္ခဏာရေး3တန်တင်ပြီးတော့ဝိပဿနာရှုပွား3တန်နိုင်တဲ့အဆင့်မျိုးရှိရမယ်။အဲ့ဒီအဆင့်2ခုစံချိန်နဲ့ထိုးကြည့်လိုက်လို့မညီသေးရင်တော့ဘုရားဆိုလိုတဲ့နိဗ္ဗာန်ဟာဘယ်လိုမှမရောက်ရှိသေးဘူးလို့လွယ်နဲ့ခံမှန်းလို့ရပါတယ်နော်။အပ္ပနာယံပါဏအင်္ဂါနိဓမ္မဇာတာနိဟွန်တိအပ္ပနာသမာဓိအခိုက်ရောက်လာပြီဆိုရင်တော့ဇိုင်းဂါတိကစွမ်းအားတွေနဲ့သိပြီးပြေဝလာပြီဖြစ်ပေါ်လာတဲ့စွမ်းအားတွေရှိနေပြီဒေသံဓမ္မဇာတတာဒီဇိုင်းဂါတိကစွမ်းအားတွေနဲ့ထင်ထင်ရှားရှားဖြစ်ပေါ်လာတဲ့အတွက်ကြောင့်ယထာနာမဗလဝပုရိသောအာသနာဟုတ်ထာယအဓိဝတပိဒိဋ္ဌိယအာကောမောင်းသားနေတဲ့ယောက်ျားတစ်ယောက်က
မတ်တရမယ်ဆိုရင်တနေ့လုံးမတ်တရပြီးနေမယ်ဆိုနေလို့မရဘူးလားရတယ်ဧဝမေဝအပ္ပနာသမာဓိမိဥပ္ပန္နေစိတ်တတကိမွင်္ဂဘာရစိတ်တဝကေဝလံပိရတ္တိကေဝလံပိတိဝတ္တတိထတိကုသလဇဝနာပฏิပါတိဝသေနေဝဘုဒ္ဓတိဧဝမေဝဤဥပမာအတုတံလျင်အပ္ပနာသမာဓိမိအပ္ပနာဇံသမာဓိတိဥပ္ပန္နေဖြစ်ပေါ်လာခဲ့သည်ရှိသောစိတ်တံစိတ်တိတကိတေကျေမွင်္ဂဘာရဘွင်အကျဉ်အရေးအတွက်ကိုစိတ်တိတဝါဖြတ်တော့၍ကေဝလံမိရတ္တိတညစ်ပတ်လုံးသော၎င်းကေဝလံပိဒီဝတ္တတနေ့ပတ်လုံးသော၎င်းတိဋ္ဌတိတည်၍နေတတ်ပေ၏ကုသလဇဝနာပฏิပါတိဝသေနေဝကုသိုလ်ဇောစိတ်အစဉ်ဤအစွမ်းဖြင့်သာလျှင်ဘုဒ္ဓတိဖြစ်ပေါ်၍နေပေ၏ဇံကုသိုလ်ဇောစိတ်တိအစဉ်တန်းကြီးဖြစ်နေတနေ့လုံးနေလဲရတယ်တညလုံးနေလဲရတယ်အဲ့ဒီအစဉ်အထိရောက်သွားပါဒါအပ္ပနာတမာတိရဲ့စွမ်းအားပဲနော်ဒါကြောင့်ဒီအပိုင်းလေးမှာပရိဘာကနမိတ်ပေါ်လာပြီဆိုလို့ရှိရင်တော့ဇံပရိဘာကနမိတ်မှာဘာဝနာစိတ်ကိုတဏှာကြီးနှစ်နာရီစသည်ဖြင့်မြင်ဝတ်စွာကပ်ပြီးဒီနေ့အောင်တော့ပထမကြိုးစားရတယ်ကြိုးစားလိုက်လို့ဒိဋ္ဌာနဲ့အတိုင်အောင်မြင်ပြီဆိုလို့ရှိရင်တော့အဲ့ဒီမှာဝတိဘောငါးတန်နိုင်နေအောင်ဒီပရမဇ္ဇသမာဓိကိုပြန်ပြီးထူထောင်ပေးရတယ်ဝတိဘောငါးတန်ဆိုတာကတော့နံပါတ်1ကတော့အာဝဇ္ဇနဝတိမနောဒရဝဇံစိတ်ကလေးနဲ့လဲဒီဇံအင်္ဂါတွေကိုပြန်ဆင်ခြင်ကြည့်ဆင်ခြင်လို့ရမယ်နံပါတ်2ကသမာပိစ္ဆနဝတိဝင်စားခြင်းနဲ့အချိန်ခါမှာအချိန်ပြည့်ဝင်စားလို့ရအောင်လေ့ကျင့်ရတယ်နံပါတ်3ကဥဋ္ဌာဏဝတိထခြင်းနဲ့အချိန်ခါမှာအချိန်ပြည့်ထလို့ရအောင်လေ့ကျင့်ထားရတယ်နံပါတ်4ကအဋိဋ္ဌာဏဝတိတဏှာယိဒိဋ္ဌာယင်တဏှာယိရအောင်နှစ်နာယိဒိဋ္ဌာယင်နှစ်နာယိရအောင်လေ့ကျင့်ထားရတယ်နံပါတ်5ကျတော့ပစ္စဝက္ခဏဝတိပစ္စဝက္ခဏဝတိဆိုတာကတော့ဘုန်းကဇာယင်္ဂါတွေကိုအမြန်ဆုံးပြန်ပြီးဆင်ခြင်နိုင်တဲ့ဇောဝိတိမနောဒရကဇောစိတ်အစဉ်ကိုပဲပြောပါတယ်နော်ဒါကြောင့်မနောဒရဝဇ္ဇနဲ့ဆင်ញင်တာကြတော့ဩဇနဝတိမနောဒရဝဇ္ဇနောက်မှဆက်လက်ပြီးဖြစ်ပေါ်လာတဲ့ဇောဝိတိစိတ်အစဉ်တွေနဲ့ပြန်ပြီးဆင်ញင်တာကြတော့ပိဿဝခဏဝတိဆိုပြီးဒီလိုဝတိဘောနှစ်ခုသုံးထားပါတယ်နော်အဲဒီလိုဝတိဘော၅ဓာတ်နိုင်နေအောင်ဒီပထမဇန်သမာဓိကိုတော့လေ့ကျင့်ရပြီးတော့ဒီဇန်ငါးတွေကဘာတွေလဲဝိတေဝိဇာရပီတိဒုက္ခဧကဂတဝိတေအာနာပါနပရိဘာကနမိတ်အာယုံဘောသို့စိတ်ကိုရှေ့ရှုတင်ပေးခြင်းသဘောဝိဇာရအာနာပါနပရိဘာကနမိတ်အာယုံဘောသို့အာယုံကိုထက်ခါသုံးသပ်ဆင်ခြင်ခြင်းသဘောပီတိအာနာပါနပရိဘာကနမိတ်အာယုံကိုနှစ်သက်နေခြင်းသဘောဒုက္ခအာနာပါနပရိဘာကနမိတ်အာယုံ၏အယတကိုချမ်းသာတာခံစားနေခြင်းသဘောဧကဂတအာနာပါန